သာသနာတော်တက္ကရာ2550ပြည့်နှစ်လူတော်ဟာကောဇာတက္ကရာ1368ခုနှစ်တဘူရဲလာပြီကျော်10ရက်နေ့ည9:40မိနစ်အချိန်ရန်ကုန်တိုင်းဗုဒ္ဓထောင်မြို့နယ်ဗုဒ္ဓထောင်ကြိုက်ဒီအစန္ဒဟုစီရီတော်စပူဥ္စာတိလောကမဟာအောင်မဟာမုနိဖရာဗုဒ္ဓပူဇနီယပွဲတော်ဗုဒ္ဓဝန္တရခိတအသင်းဤဆင်ကျင်းပပူဇော်သောဓမ္မသဘင်ဝေဟောကြားအပ်သောခောတကနိကေဓမ္မဝရပါဠိတော်ထကရာပွင့်တော်၌လာရှိသောဘုဗုဒ္ဓကသောနာထေရီဇတ်တော်ဇဝတ္ထုကိုအကြောင်းပြုအခြေခံတန်းစားစဉ်ဟောကြားအပ်သောအမေအိုရဲ့ဓမ္မအောင်လံအမည်ရသောတရားတော်သိသိပါတရားနဲ့အမေအိုရဲ့ဓမ္မအောင်လံနဲ့အသက်ကြီးတော်လည်းပဲထက်သန်တဲ့ဝရိယတရားကိုဆွဲကိုင်းပြီးတော့ဒီဘဝဒီသာသနာတွင်မှာအစစ်မြင့်တဲ့ချမ်းသာကိုရသွားတဲ့အမေအိုကြီးတယောက်ရဲ့အကြောင်းကိုနာကြားကြည်ညိုပြီးတဲ့အချိန်မှာအလုံးသောတို့ဓမ္မဆွေတော်မျိုးတော်များတကယ်တရားဓမ္မကိုအားထုတ်ကြိုးစားခြင်းနဲ့ဆိုရင်အိုတယ်လို့မရှိဘူးဆိုတာလေးကိုတတိပေးတဲ့အနေနဲ့ဒီရညဒီတရားနဲ့ဓမ္မဒါနပြုပါမယ်။ဒါကြောင့်တရားတော်ကိုမဟောကြားမီမနာကြားမီတရားတို့ရဲ့ပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်တရားတော်မြတ်ရဲ့ဂုဏ်တော်သံဃာတော်မြတ်တို့ရဲ့ဂုဏ်တော်ကိုအာယုံပြုပြီးတော့ရှိခိုးကြတော့ပူဇော်လိုက်ကြရအောင်ဒါကြောင့်အလုံးဓမ္မဆွေတော်မျိုးတော်များခေတ္တခဏညီသက်စွာနေထိုင်ပြောဆို၍လက်အုပ်လေးတွေချီမျက်လွှာလေးတွေချထားရုပ်ဘက်ပူဇော်နေတဲ့ဘုရားတရားသံဃာယန္တာမြတ်သုံးပါးရဲ့ဂုဏ်တော်များကိုအာယုံပြုပြီးတော့အတူတူပဲပူဇော်ကြရအောင်ဘုဒ္ဓလောကေသမုပ္ပန္နောဟိတယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တအနုတ္တရံဣတိနာသစ္စာဝဇေနာဒုက္ခိတာဟွန္တုသာတောဩတော်ရန္တသုသယံဘုဂိုင်းဒုနိုင်မမြင်ဂေါရမဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့၏ဟိတာယလောကီလောကုတ္တရာနှပြသောအစီအပွားအလို့ငါလောကေလူပြေနယလောကရအတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလိတံဖို့လိတံနိဗ္ဗာန်ပရိယဟုဆိုသောအမြတ်တော်ထာဆေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့၏ဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝဓမ္မလုံးချမ်းသာဖို့ယံအလို့ငါလောကေလူပြေနယလောကရအတွင်၌သမုပ္ပန္နောကောင်းစွာမသွေဝင်ထွန်းပေါ်ပေါက်တော်မူလာပါ၏သံဃောမခဒံလိရောက်ဖလထံလိရောက်ဆွသောရှေ့ရောက်သောအရိယာသံဃာတော်မြတ်နှင့်တကွ
ယခုလည်းရှိထင်မောသံဃာတော်အရှင်မြတ်ပေါင်းတို့သည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့၏အနုတ္တရံအတုမရှိမြတ်လားစွာသောဘုံညခေတံကောင်းမှုမျိုးတို့စိုက်ပျိုးကျေချရာလေယာမြေကောင်းကြီးသဖွယ်လောကေလူပြေနယလောကရအတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဣတိနာသစ္စာဝစေနာဣသောနုသံဘောထုတ်ပြန်၍ဟောမှစွာပြောဆိုရသောပနာမသစ္စာစကားကြောင့်သာတဝတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြက်စီဝါတက်လျက်စေဆက်ရွှင်လန်းဝဗန္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်နှပါတို့၏ဆင်းခြင်းစွာသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဝယသာအတ္တနုဝါဒဝိပရာနုဝါဒဝိတန္တာဝိဒုက္ခတိဝိအစာရှိကုန်သောမကောင်းသောဘိယပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမိန်တကိုယ်ရှိန်၍စိုးရိမ်မနှောင်ကြောင့်ကြမှုဆွေကိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းကဲချမ်းသာသလိုတတ်တာသလိုထိုင်ပြီးတော့လာပါဘာတရားလဲအမေအိုရဲ့ဓမ္မအောင်လံတဲ့နော်ယောဇဝဒတတံဇီဝေကုသိတောဟိနဝိရိယောဧကဟံဇီဝိတံသေယောဝိရိယမာရပတောတံလံယောဇဝဒတတံဇီဝေကုသိတောဟိနဝိရိယောဧကဟံဇီဝိတံသေယောဝိရိယမာရပတောတံလံဘေကဝေပရိသတ်လေးပါးจิตသာจิตသမီးတို့ယောဇအကျင့်ပုဂ္ဂိုလ်တယောက်သည်ကကိုယ်သိတော်ပြင်းရင်ညီငွေလသည်ဖြစ်၍ဟိနဝိရိယောမိမိမှာရှိနေတဲ့လုံလဝရိယတရားတွေကိုလျှော့ချထားသည်ဖြစ်၍ဝဒသတံနှစ်ပေါင်းတရားကာလကြာအောင်စေစည်းဝေယအကယ်၍များအသက်ရှင်၍နေခဲ့냐အံတသပုဂ္ဂလသာထိုလုံလဝရိယကင်းပြင်းပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဤဇီဝေတံဇီဝနာတော်ဒီဘဝဒီသာသနာကြီးမှာလာပြီးတော့အသက်ရှင်ရခြင်းသည်ဒီရောတကယ်မြတ်တဲ့အသက်ရှင်ခြင်းသည်နာဟောတိဘယ်တော့မှမဟုတ်ပါကြီး
ပါပိယောယုံဉာဏ်နှင့်အောက်တောင်းကြတဲ့အသက်ရှင်ခြင်းသည်ဟောတိဖြစ်ပါပေ၏ဝရိယမိမိတို့ရှိအပ်တဲ့လုံးလဝရိယတရားကိုတံလောင်မြဲမြဲမြံမြံပြင်းပြင်းထန်ထန်အာရဘတောအာရဘံတသအာထုအပ်သောပုဂ္ဂိုလ်ဤဧကဟံတဏိတယတဏနတနာဤကလေးမြဇီဝေတံဇိဝနာတောဒီဘဝဒီသာသနာဤအတွင်မှလာပြီးတော့အသက်ရှင်ခြင်းသည်ဒီရောတကယ်မြတ်တဲ့အသက်ရှင်ခြင်းသည်ဟောတိဖြစ်ပါပေ၏ပါပိယောယုံဉာဏ်နှင့်အောက်တောင်းကြတဲ့အသက်ရှင်ခြင်းဆိုတာနာဟောတိဘေသောအခါမှမဖြစ်ပါကြဣတိသောဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဝိယသဝနံဝရိယတရားရဲ့ဂုဏ်ကျေးဇူးကိုဩဇာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းသေတယေဟောဤဂါထာလေးကိုမြန်မာလို့တဲ့ပြန်လို့ပြောကြဟောကြမယ်ဆိုရင်လူတယောက်ဟောဒီဘဝဟောဒီသာသနာဤထဲမှာနှစ်ပေါင်း100ကာလကြာအောင်အသက်ရှင်ခွင့်ရမယ်သေတယေနှစ်ပေါင်းဘယ်လောက်လဲနှစ်ပေါင်း100ကာလကြာအောင်အသက်ရှင်ခွင့်ရနေတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းသည်လုံလဝရိယတွေကလည်းကင်းနေမယ်ပြင်းပြင်းရည်ရည်နဲ့အသက်ရှင်နေမယ်ဆိုရင်နဲ့အဲဒီလုံလဝရိယကင်းပြီးတော့ပြင်းပြင်းရည်ရည်နဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့နှစ်ပေါင်း100ကာလကြာအောင်အသက်ရှင်ရခြင်းသည်ဒီဘဝဒီသာသနာဤထဲမှာလာပြီးတော့အသက်ရှင်ခွင့်ရလိုက်တာဖြင့်မြတ်သောအသက်ရှင်ခြင်းမဟုတ်သေးပါဘူးဝရိယကင်းပြီးတော့အသက်ရှင်နေနှစ်100ပဲနေရပါစေပြိဿမြတ်သောအသက်ရှင်ခြင်းဖြစ်ပါမလားမြတ်သောအသက်ရှင်ခြင်းမဖြစ်သလိုပါပဲဒီဘဝကြီးထဲမှာအကြာကြီးနေသွားလို့ဝရိယကင်းပြင်းပြင်းတွေ့နဲ့အသက်ရှင်တဲ့အချိန်မှာကုသိုလ်လုပ်ငန်းတွေဘာတစ်ခုမှမပြုခဲ့အကုသိုလ်တွေနဲ့သာအချိန်ကုန်သွားတဲ့အတွက်ကြောင့်နဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ပြန်ရလန်းကရောပြိဿရဲ့အမြင့်ရောက်မလားအနှိမ့်ရောက်မလားအနှိမ့်ရောက်အောင်မှာဟုတ်လားဒီဘဝကြီးထဲမှာလဲနှစ်ပေါင်း100နေခွင့်ရတယ်မြတ်သောအသက်ရှင်ခြင်းမရယုံနဲ့မကပဲနဲ့ယုံနိုင်နဲ့အောက်တန်းကြတဲ့ဘဝကိုသွားရမယ်အသက်ရှင်ခြင်းဆိုရင်ခေတ်စကားနဲ့ပြောရင်ပြိဿရဲ့လွမ်းလောက်ပါမလားမလွမ်းလောက်ဘူးနှစ်100ဘာသွားပြီးတော့တန်ဖိုးရှာမနေဟုတ်လားအဲဒီလိုနှစ်ပေါင်း100ကာလကြာအောင်ပြင်းပြင်းတွေဝရိယကင်းပြီးတော့အသက်ရှင်တဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ခွင့်ရခြင်းသည်ဘာတန်ဖိုးမှမရှိတဲ့ယုတ်နေတဲ့အသက်ရှင်ခြင်းဖြစ်သလိုပဲဒီဘဝဒီသာသနာဤထဲမှာလူဖြစ်ခွင့်ရတဲ့အချိန်လူသားတရားရဲ့ထက်သန်တဲ့လုံလဝရိယတရားကိုမြဲမြဲမြံမြံပြင်းပြင်းထန်ထန်အာရဘတောအာရဘန္တတအမြဲတမ်းအာထုံနေတဲ့ပုဂ္ဂိုလ်ရဲ့ဝရိယတရားကိုထက်လဲထက်သန်နေမြဲလဲမြဲမြံနေပြင်းပြင်းထန်ထန်နဲ့အမြဲတမ်းအာထုနေတယ်ဆိုရင်အဲဒီလိုဝရိယတရားမြဲမြဲမြံမြံပြင်းပြင်းထန်ထန်နဲ့အာထုနေပြီးတော့ဒီဘဝဒီသာသနာမှာတဏိတယတဏနဲ့တဏှာဤတခဏလေးများအသက်ရှင်ခွင့်ရပါစေတဲ့ပရိသတ်အဲ့ဒီခဏလေးအသက်ရှင်ခွင့်ကခဏလေးလို့ဆိုတော်လဲပဲမြတ်သောအသက်ရှင်ခြင်းပါဒီတော့ပရိသတ်အသက်ရှင်ခွင့်ရတာကြာတာမကြာတာနှစ်ရှည်တာနှစ်တိုတာသည်ပဓာနာဟောရတာမဟုတ်ဘူးပြိဿရေ
အသက်ရှင်ခွင့်ရတာကြာတာမကြာတာနှစ်တော်တာနှစ်ရှည်တာသည်ဗရဏမဟုတ်ပါဘူးလူဘဝလူခန္ဓာရတဲ့အချိန်လူသားတယောက်ရဲ့တဏ္ဍာမှာရှိရမယ်ထက်သန်တဲ့လုံလဝရိယတရားတွေကင်းပြီးတော့အသက်ရှင်မယ်ဆိုရင်နှစ်တရားအသက်ရှိပါစေအဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းသည်မြတ်သောအသက်ရှင်ခြင်းမဟုတ်သေးပါဘူးလူသားတရားရဲ့လုံလဝရိယတရားတွေကိုထက်ထက်သန်သန်မြဲမြဲမြံမြံပြင်းပြင်းထန်ထန်အမြဲတမ်းအထုကြိုးစားနေတဲ့ပုဂ္ဂိုလ်ရဲ့တခဏလေးပဲအသက်ရှင်ခွင့်ရပါစေအဲ့ဒီတခဏလေးကပြိတ္တိအမြတ်ဆုံးနိဗ္ဗာန်အထိပို့နိုင်တဲ့အတွက်ကြောင့်နဲ့အဲ့ဒီတခဏလေးအသက်ရှင်ရတာကမှမြတ်သောအသက်ရှင်ခြင်းဖြစ်ပါတယ်ဒီလောက်ပြောပြီးပြိတ္တိကိုဝေဖန်လို့ရမသွားဘူးလားငါသည်လုံလဝရိယတွေထက်သန်ပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်လားငါသည်လုံလဝရိယတွေကင်းပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်လားရဲ့လို့ကိုဆင်ញင်သုံးသပ်လိုက်ပြီးဆိုရင်ပြိတ္တိကိုယ့်ရဲ့အသက်ရှင်ခြင်းဟာအမျက်ဖက်ပါနေတယ်အယုတ်ဖက်ပါနေတယ်ဆိုတာကိုယ်တိုင်ဆုံးဖြတ်လို့မရဘူးလားရတယ်ဒီတော့ပြိတ္တိဘယ်ဘက်ပါသွားဘယ်ဘက်မှမပါဘူးဖရာတပည့်တော်တို့ကအထက်လည်းမသွားခြင်းဘူးအောက်လည်းမသွားခြင်းဘူးအလယ်မှာသကောစကပဲနေခြင်းပါဘယ်ဘက်မှမပါဘူးမို့လားကိုတော့မသိဘူးမို့လားအေးပြိတ္တတခါတခါကိုရှောက်နှမ်းနေတဲ့လမ်းခရီးကဘယ်ကိုသွားနေတယ်ဆိုတာတော့ဥတည်ရမသိဘူးဆိုရင်ကိုရည်စရာကြီးဖြစ်မနေဘူးလားဒီတော့ပြိတ္တမိမိဟောဒီလူဘဝရတဲ့အခိုင်လေးကချိန်ပြီးတော့ကြည်လိုက်စမ်းမှာလူဘဝဆိုတဲ့ရခဲ့တဲ့ဒုံလဘတရားကိုလည်းမိမိတို့ရနေတယ်အချိန်ကြည်လိုက်ပြန်တော့ဂေါရမမြတ်စွာဘုရားရဲ့သာသနာတော်တွင်မှာဖယားရှင်သတ္တော်ထင်ရှားမရှိပေမဲ့ပြိတ္တိဖယားရဲ့ကိုယ်စားမှန်ကန်တဲ့တရားတော်တွေအဆုံးအမတွေသာသနာကြီးနဲ့တည်တံပြီးတော့လူဖြစ်ခွင့်ရနေတာလူလည်းဖြစ်တဲ့သာသနာနဲ့ရောကြုံမနေဘူးလားလူဖြစ်ခွင့်လည်းရနေတယ်သာသနာကြီးနဲ့လည်းကြုံတွေ့ခွင့်ရနေတယ်သာသနာကြီးနဲ့ကြုံမြန်တော့လေပြိတ္တိကိုယ်တိုင်ကဟောဒီသာသနာထွန်းကားနေတဲ့ဟောဒီနိုင်ငံမှာလူဖြစ်ခွင့်ရနေတယ်နိုင်ငံရဲ့လူမျိုးရဲ့ဘဝရဲ့ဆင်းရဲချမ်းသာကိုဒုပရိသတ်ဘာတွေနဲ့ဘလို့ပဲပိုင်းပြီးတော့ပြောအခုကိုရနေတဲ့ဘဝကတော့တကယ်လူသားတယောက်ရဲ့မြင့်မြတ်တဲ့ဘဝကိုကောင်းကောင်းကြီးရမနေဘူးလားအကယ်များတို့တရားဓမ္မပေါင်းသူတော်ကောင်းနေလူဖြစ်ခွင့်တော့ရပါရဲ့သာသနာထွန်းကားတဲ့ဟောဒီခေတ်မှလည်းလူဖြစ်ပါရဲ့သို့သောသာသနာမရှိတဲ့နိုင်ငံမှာများသွားပြီးတော့လူဖြစ်နေမယ်ဆိုရင်သာသနာကြီးနဲ့အခွင့်အခါကြုံတော်လဲပြိတ္တိသာသနာနဲ့ထိတ်တိုက်တွေ့နိုင်ရဲ့လားမတွေ့နိုင်ဘူးဒါကြောင့်အခွင့်ကောင်းကတော့ဒုပရိသတ်လက်ထဲအကုန်ရမနေဘူးလားအကောဆွဲကြောင့်အကျိုးကိုခွဲခြားတတ်တဲ့လူသားတယောက်လည်းဖြစ်နေတယ်အကောအစွာကြောင့်အကျိုးတွေနဲ့ဆုံးမနေတဲ့မြတ်စွာဘုရားရဲ့သာသနာထွန်းကားတဲ့ဒီနိုင်ငံမှာလည်းလူဖြစ်ခွင့်ရနေတယ်သာသနာတော်တွင်မှလည်းလူဖြစ်ခွင့်ရနေတယ်အကြောင်းကောင်းလေးပေါင်းမိပါလျက်ကင်းနဲ့ကိုယ့်ရဲ့လုံလဝရိယတရားတွေထက်ထက်သန်သန်မထားလိုက်ဘူးဆိုရင်အကျိုးကောင်းတွေရသင်ပါလျက်ကင်းနဲ့မရဘဲနဲ့လွယ်သွားမယ်ဆိုရင်နဲ့မမြင်ရသေးတဲ့အနာဂတ်ကိုကြိုတွေးကြည့်စမ်းငါဟာဒီလိုအကြောင်းကောင်းကောင်းနဲ့ပေါင်းစုံပြီးလူဘဝရဖို့နောက်ထပ်မျှော်လင့်ခွင့်ရှိသေးရဲ့လားလို့ကြောက်တတ်မယ်ဆိုရင်စဉ်းစားဖို့မကောင်းဘူးလားကောင်းတယ်ပြိတ္တအခုဘလောက်အကောင်းတွေရနေလေကဲပြိတ္တအကယ်၍တို့ပြိတ္တဤတဲ့လိုနေရဟုတ်လားအဲ့ဒီအာရကဘာမှာလူသွားဖြစ်သာသနာမြတ်စွာဘုရားပွင့်တဲ့ခေတ်ကြီးထဲမှာလူဖြစ်တာမှန်တော်လဲဘုရားသာသနာမရှိတဲ့နိုင်ငံမှာလူဖြစ်သွားပြီဆိုရင်ပြိတ္တသာသနာနဲ့အဆက်တဲ့အကျင့်အလုပ်လုပ်လို့ရပါမလားမရဘူးဟုတ်လားဒါကြောင့်အလွန်ကောင်းတဲ့အခွင့်အရေးတွေကိုယ့်လက်ထဲမှာရှိမနေဘူးလားရှိနေတယ်
မိမိတို့ရဲ့လက်ထဲမှာအလွန်ကောင်းတဲ့အခွင့်အရေးကောင်းတွေရပေရညတော်လဲဝရိယကင်းပြီးတော့ပြင်းပြင်းတွေရည်နဲ့အသက်ရှင်နေမယ်အိက္ခာစားကကာမဂုဏ်ခံစားကပျော်ကပါကနဲ့ဒီလူဘဝမှာနေတိုင်းပြီးတော့ပြန်ထွက်သွားမယ်ဆိုရင်ပြိတ္တရေလူဖြစ်ရတာတန်ဖို့ရှိဖို့နေနေသာအပယ်လေးပါးကိုသွားဖို့ရအတွက်ရိတ်ခါလာစုတာနဲ့တောင်တူသွားတတ်ပါတယ်မဟုတ်ဘူးလားဒီတော့လူဘဝကနှမျိုးပဲရှိတယ်ကုသိုလ်ရရင်ရမရရင်အကုသိုလ်ပဲဒီတော့ကုသိုလ်ရတဲ့လမ်းကြောင်းပေါ်မရှောင်မိသမျှပြိတ္တရေဘယ်လမ်းကြောင်းပေါ်ရောက်မလဲအေးအပေအတွက်ရိတ်ခါလာရှာသလိုကြီးဆိုရင်မရှုံးဘူးလားဒီတော့ပြိတ္တဒါနာကောင်းမှုမှာပဲဖြစ်ဖြစ်သီလကောင်းမှုမှာပဲဖြစ်ဖြစ်ဘာဝနာကောင်းမှုမှာပဲဖြစ်ဖြစ်ဒါကဘာသာရေးနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့ဓာတ်ရိုက်စကားအေးလောကီပညာရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်ယာတုဂုံသိနဲ့ရှားတဲ့နေရာမှာပဲဖြစ်ဖြစ်နေရာတကာမှာပြိတ္တရေသိကြတာတစ်ခုကတော့ဝရိယသည်ရှေးဆုံးကပါပဲဝရိယမရှိရင်ပညာသင်နေတဲ့အကြောင်းသားတွေရောပြိတ္တရေအဆင့်တန်းမြင့်တဲ့ပညာရက်ကိုရပါမလားမရဘူးဟုတ်လားအကုန်လုံးကိုယ့်ရဲ့ဘေးနားမှာပညာရှင်တွေကိုချိန်ကြည့်လိုက်ဆရာဝန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာရှိတယ်အင်ဂျင်နီယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာရှိတယ်အေးဒီတဲ့နှိမ့်ကြည့်လိုက်တော့ပြိတ္တရေဆယ်တန်းမအောင်မဲနဲ့ကလေးကကြီးဖြစ်သွားတာတွေရောမရှိဘူးလားတာမန် BA BSc ဘွဲ့လောက်ကတော့ပြောမနေနဲ့ပြိတ္တရေပညာရေးတွေအကုန်လုံးကိုခွဲကြည့်လိုက်တဲ့အခါအခြေခံအကြဆုံးကွဲပြားခြင်းရဲ့လမ်းကြောင်းသည်ဘာဖြစ်သွားလဲဝရိယတရားပဲဟုတ်တယ်မို့လားဝရိယတရားပဲဒါဦးဇင်းတို့ကဘာကြောင့်ပြောလဲဦးဇင်းတို့နဲ့ငယ်ငယ်ကအတူတူပညာသင်ခဲ့တဲ့တငယ်ချင်းတွေပဲပြိတ္တရေအခုအချိန်လေးဘာမှမကြည့်သေးတဲ့40ပတ်ဝန်းကျင်အရွယ်တွေရောက်ကြတဲ့အခါတယောက်နဲ့တယောက်ဆုံလို့ကြည့်လိုက်တော့တချို့လဲဓမ္မစီရအောင်သွားတာရှိတယ်တချို့လဲတိုးလို့တန်းတန်းအကြီးတန်းနဲ့ပြန်ပြီးတောနေရတာရှိတယ်တချို့လဲပဲဟိုမရောက်ဒီမရောက်ဓမ္မစီရမအောင်အကြီးတန်းတော့အောင်ရင်ဟိုဟာလို့ဒီဟာလို့ဗီရင်လို့ရတရားလို့အကုန်လုံးပြိတ္တရေလူလိုပြောရင်လိုင်းစုံလိုင်းကြောင်နေအများကြီးဖြစ်သွားတယ်ဟုတ်လားအကုန်လုံးပြန်ချိန်ကြည့်လိုက်တော့ပြိတ္တရေညာဟာဒီလောက်ကြီးဗဒါနမဟုတ်ဘူးဝရိယနဲ့တမာတိကဗဒါနပဲဟုတ်လားဝရိယနဲ့တမာတိကွာသွားလိုက်တာလူဘဝတွေရဲ့ပညာရေးပိုင်းဆိုင်ရာတွေမှာရောတယောက်နဲ့တယောက်ကွာမသွားဘူးလားဝရိယတရားကခွဲခြားပေးလိုက်လို့ပညာရေးတွေမှာတယောက်နဲ့တယောက်အနစ်နေအမြင့်နေအနိတ်နေအမြင့်နေကွာပြီးတော့သွားရသလိုပဲစီဝါရေးနေပဲကြည့်လိုက်တော့ရောပြိတ္တရေဝရိယတရားသည်မပါပဲရပါမလားမရဘူးပြိတ္တဒီခေတ်ကြီးထဲမှာဆိုရင်ဝရိယက2ဆတောင်တင်ထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဒါကြောင့်ပညာရေးမှာလည်းဝရိယမပါရဲ့နောက်ကနေခဲ့ရသလိုပဲစီဝါရေးနဲ့တခြားအရေးတွေမှာလည်းပဲဝရိယမပါတော့နောက်ကကြံခဲ့ကြတာပါပဲဒီတော့ဝရိယတရားကအကောင်းနေကြည့်ရွေးပြောရင်ရောဝရိယတရားနဲ့ပဲရှင်ပြောလို့မရဘူးလားပညာရေးပြီးတော့ကုသိုလ်ရေးကြည့်လိုက်ဒါနာကောင်းမှုလုပ်ငန်းကိစ္စတွေမှာလည်းပြိတ္တရေဝရိယနောက်ကျသွားတဲ့ပုဂ္ဂိုလ်တွေမိမိလူမဲလို့ရည်မှန်းထားတာတောင်မှသူများရှိကလူသွားလို့နောက်ကကြတော့နောက်ဆုံးဟာပဲလှူရတာဖြစ်တတ်ပါတယ်ဒါနာကောင်းမှုမှာတော့ပြိတ္တကိုနောက်တလန်းနောက်ကျသွားရင်ကိုလူချင်းတဲ့အလှူတွေဆန္ဒရှိပါရက်ကဲနဲ့လက်လွတ်ရတာကိုယ်တိုင်စဉ်းစားကြည့်ကြုံမှုသလားမကြုံဘူးလားကြုံမှုတယ်ဟုတ်လားဒါနာကောင်းမှုမှာကြုံရသလိုသီလကောင်းမှုမှာလည်းဝရိယနဲ့လို့ဝရိယကင်းလို့မရလိုက်တဲ့အကျဉ်းတွေမြောင်များစွာအမြတ်ဆုံးဖြစ်တဲ့ဘာဝနာကောင်းမှုကိုအချိန်မီမပွားထားတဲ့အတွက်ကြောင့်ဘဝနောင်ရေးမှာတန်တရာလွတ်ကြောင်းမပြောပါနဲ့ဒီဘဝကြုံလာတဲ့လောကရန်တရားကိုတော့မှဘယ်စီးနဲ့မိယာမမသိလောက်အောင်ခံစားရတတ်ပါတယ်ဒီတော့ဝရိယတရားရဲ့ရှေ့ဆောင်မှုနဲ့ဝရိယတရားရဲ့နောက်ကျမှုဟာလူသားတွေရဲ့ဘဝတွေကိုတလွာစီပိုင်းမသွားဘူးလားပိုင်းသွားတယ်
ဒါဆိုရင်အာလုံးသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းနေဒီနေရာမှာတရားဝဲကိုကျင့်ပနေတယ်ဆိုတာကအစောကြီးတဲ့ကသိပေမဲ့လာခြင်းတဲ့ပုဂ္ဂိုလ်တွေကနေတိုင်းရောက်အောင်လာနိုင်ပေမဲ့ပြေးနေတဲ့ပုဂ္ဂိုလ်တွေနောက်နာကနေတိတ်ခွေဆောင်ပြီးတော့ဗီစီဒီဆောင်ပြီးတော့နာမဲ့ပုဂ္ဂိုလ်တွေကြတော့ဟောဒီနေရာရောက်ပါမလားမရောက်နိုင်ဘူးအာယုံချင်းပြိဿတူရဲ့လားမြင်ရတဲ့အမြင်အာယုံလက်တွေ့အာယုံနဲ့ဗီစီဒီခွေကြည့်ရတဲ့အရာသာတူပါမလားမတူတော့ပြိဿသေချာတာတခုကတော့ဒုပြိဿပြန်သွားရင်သေချာပေါ့အဲ့ဒီလူတွေကတရားပွဲတာမလားအိမ်ပေါက်ကငုတ်တို့ထိုင်ပြီးဟဲနောက်ကြလိုက်တာတရားဘလောက်တောင်ကြာလို့တော့ဟောစမေးပြီဟုတ်လားပြီးလို့ချင်းဘာတရားဟောတော့ဘာတရားမပြီးနိုင်ဘူးဖြေရတယ်လို့ဟုတ်လားဘာတွေဥတည်ပြီးဟောတာတော့ပြီးလဲပြီးတော့နောက်ဆုံးကြတော့ရည်ရလာရင်ဟုတ်လားဒါလည်းပါအောင်မဟုတ်လားအဲ့တော့ပြိဿရေဝရိယမပါဘူးဆိုတဲ့ကဒီကလူကဖြည့်ခြင်းမှန်းသည်မဖြည့်ခြင်းမှန်းသည်ကို့မှာမျက်နှာငယ်လေးနဲ့မေးမနေရဘူးလားမပြောနဲ့ပြိဿရေဟုတ်လားသိချင်းကိုယ်တိုင်သွားခတ်တင်းနေတာပြောချလိုက်ဟုတ်လားအဲ့တော့ပြိဿဝရိယတရားဟာဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတရားတွေမှလည်းသူကရှေ့ဆောင်သွားတယ်လို့မကောင်းတဲ့နေရာတွေကိုပြောတာမွေးတာသွားတာလာတာကြတော့ရောပြိဿရေဝရိယမပါလို့ရောက်ပါမလားဒီနေရာလေးမှာထွန်တွဲလိုက်ဟောဒီနေ့လိုနေမျိုးဒီနေ့ပါနေပါလေဒီနေ့ပါနေတယ်တနင်္ဂနွေနေ့ဟုတ်လားတကားတွေဒီလောက်မြင်ရတာကံကောင်းတယ်လို့မှတ်ဟုတ်လားဘာဖြစ်လို့လဲဒီနေ့ဒါပရီးမီးယားဘောလုံးရှိတဲ့နေ့ဟုတ်လားဒီနေရာတရားဝဲကိုအားခဲပြီးတော့လာကြတဲ့ပုဂ္ဂိုလ်တွေကရောက်အောင်လာကြသလိုပရိသတ်ဒီကနေ့ပဲယဟန္တာဖြစ်အောင်ဟောမယ်နိဗ္ဗာန်ပို့ပြီးတော့အရောက်ဟောမယ်လို့ဟောခြင်းသလောက်ဟောဘောလုံးမွဲမခွာနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့လေဘောလုံးမွဲရှိရလက်ဖက်ရည်ဆိုင်ကိုတန်းပြီးတော့မပြေုံတမဲသွားတာကြတော့ရောဝရိယမပါဘဲနဲ့ရပါမလားဒီခြေစုံမဲ့နော်ဝရိယကပြိဿကောင်းတဲ့နေရာကိုသွားနေတာလဲဝရိယခြေစုံနဲ့သွားနေတာပါပဲအေးဟောဒီလောကုတ္တရာနေပေဆန့်ကျင်ဘက်နေရာတွေသွားနေတော့ရောဝရိယမပါဘဲနဲ့ရပါမလားတက္ကမကြီးတွေဆိုရင်လည်းတရားဝဲအားခဲလို့လာကြတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိတယ်လို့ဟိုနေရာဒီနေရာဟိုကလပ်ဒီကလပ်သွားတဲ့ပုဂ္ဂိုလ်တွေရောပြိဿရေဝရိယမပါဘဲနဲ့ရောက်ပါမလားကဲသူတို့ကပူတော်ထက်တန်ရသေးတယ်ပြိဿရေအချိန်မီမရောက်သွားရင်ပွဲလွတ်သွားမှာဆိုလို့အပြေးသွားရအောင်ပါဟုတ်လားဒီတော့ဝရိယတရားသည်ကောင်းတဲ့နေရာသွားရင်လေဒီခြေဒီလက်ဒီရုပ်တရားနဲ့မကောင်းတဲ့နေရာသွားရင်ရောပြိဿဒီတိုင်းပဲတရားဝဲအားခဲ့ပြီးတော့လာကြတဲ့တရားကြီးတွေရှိကြသလိုပြိဿရေဒီနေရာမှာလူတွေမြောင်းများရှင်းရှင်းလင်းလင်းမြင်ရသလိုပဲဘီယာစတေရှင်တွေမှာသွားကြည့်လိုက်တော့ရောခုံလို့ကလို့မော့လို့တောက်လို့ပြောမနေဘူးလားအဲ့ဒီလူတွေရောဝရိယနဲ့အချိန်မီမသွားရင်ပြိဿရေကိုချက်ပွိုင်းလေးတွေလွဲမသွားဘူးလားလဲသွားမယ်ဒီတော့ဝရိယတရားသည်ဟိုနေရာသွားလဲဒီဝရိယပဲဒီနေရာသွားလဲဒီဝရိယပဲဆိုတော့သို့တော့ဝရိယလို့အမည်တစ်မျိုးတည်းတူပေမဲ့သွားတဲ့နေရာချင်းတူရဲ့လားလှုပ်တဲ့အလုပ်ချင်းတူရဲ့လားရည်ရွယ်ချက်ချင်းတူရဲ့လားအေးသွားတဲ့အနေရာမတူဘူးလှုပ်တဲ့အလုပ်မတူဘူးရည်ရွယ်ချက်မတူဘူးဆိုရင်ပြိဿရေရှင်းရှင်းလေးပါပဲအဖြေကထွက်နေပြီးအကျိုးပေးကြတော့ရောတူပါမလားဒါဆိုရင်တရားဝင်အားခဲလို့လာရတဲ့ဒုဓမ္မဆွေတော်မျိုးတော်တွေကတရားနာရတဲ့ကောင်းမှုကုသိုလ်ရလဲတဲ့အတွက်ကြောင့်ချမ်းသာရမလားဆင်းရဲရမလားဘယ်အထိချမ်းသာမှာလဲနိဗ္ဗာန်သိတယ်ပြောမယ်နော်လားနိဗ္ဗာန်တော့လုံးဝမလျှော်ဘူးသူကဘယ်တော့မှဘယ်နေရာပြည့်နိဗ္ဗာန်ပဲအတဲ့ပဲဟုတ်လားလွဲကမှလွဲရောဒါဆိုရင်ဒုပရိသတ်ကနိဗ္ဗာန်သွားမယ်ဆိုရင်အဲ့ဒီနေရာဟိုနေရာတွေကိုသွားနေတဲ့ပုဂ္ဂိုလ်တွေကြတော့ပရိသတ်ရေဘယ်ရောက်မလဲကိုဟာကိုပို့တာကျုံနဲ့မဆိုင်ဘူးဟုတ်လားသူတို့ကြတော့နိဗ္ဗာန်နဲ့ဟိုလူကြတော့ပြစ်ထဲလိုက်တာငရဲကိုဒါလိုက်ပဲဟုတ်လားပေါ်တော့ပေါ်မလာတော့မြုပ်ထဲလိုက်တာဟမ်ပရိသတ်ရေအဲ့ဒါပဲဝရိယတရားဟာဝရိယနဲ့အသက်ရှင်ခွင့်ရရင်နှစ်ပေါင်းတရားအသက်ရှင်ခွင့်ရဝရိယကင်းနေပေမဲ့အဲ့ဒီပုဂ္ဂိုလ်ဝရိယကင်းနေတယ်ဆိုရင်တန်ဖိုးမရှိဘူးခဏလေးအသက်ရှင်ခွင့်ရပါစေဝရိယနဲ့အသက်ရှင်ရရင်တန်ဖိုးရှိတယ်ဆိုတော့လေပြိဿရေဝရိယကြတော့ခွဲခြားဖို့မလိုအပ်ဘူးလား
လိုအပ်တယ်ဟုတ်လားဒါကြောင့်အာတာပိကိလေသာမသဘောယံတွေကိုပူပန်စေတတ်လောင်မြိုက်စေတတ်သောမိမိနှလုံးသားထဲမှာကိနေတဲ့လောဘကိလေသာဒေါသကိလေသာမောဟကိလေသာမာနကိလေသာကိလေသာတရားတွေကိုပူလောင်ပြီးတော့ကိုယ်ထမ်းမှာမလာရင်အောင်ကြောက်လန့်သွားအောင်တိုက်ဖြတ်နေတဲ့ဝရိယတရားမျိုးကိုမှဗုဒ္ဓရှင်တော်မြတ်ကသမ္မပဒံလုံလဝရိယတရားလို့ခေါ်ပါတယ်။ဟာဝရိယလေသမ္မပဒံလုံလဝရိယတရားတဲ့ကိုယ်ကိုနှောက်ယှက်တိုက်ခိုက်ဖျက်ဆီးနေတဲ့ကိလေသာတရားစိုးတွေကိုမိနဲ့မြှိုက်တယ်လို့လောင်မြိုက်ပြီးတော့ကိုယ်ထံမလာရဲအောင်ပြက်ပြက်သားသာကြိုးစားအားထုတ်တဲ့ဝရိယမျိုးကိုရှင်တော်မြတ်ဘုရားကဒီနေရာမှာဆိုလိုပါတယ်ဟုတ်လားဒီတော့ပြိဿဝရိယတရားကဘယ်နေရာမှာအားကောင်းကောင်းထားရမလဲဆိုရင်၄ချက်ပေါ်လာပါတယ်ဘယ်နှချက်ပေါ်လာလဲအနုပါဏာနံပပကနာအနုပါဒယဝါယမောမြန်မာလိုပြန်လိုက်တဲ့အခါကျတော့မဖြစ်သေးတဲ့အကုသိုလ်ကာယကံဝစီကံတရားစုတွေကိုမိမိရဲ့ယုတ်တရားနံတရားမှာမဖြစ်အောင်နဲ့ကြိုးစား၍ရှောင်ခြင်းလိုက်နိုင်ခြင်းသည်နံပါတ်1သမ္မပဒံလုံလဝရိယတရားပါပဲမြတ်စွာဘုရားမိန့်နဲ့ဝရိယနဲ့ခဏလေးနေရပေမဲ့အဲ့ဒီခဏလေးဟာတန်ဖိုးရှိတဲ့မြတ်သောအသက်ရှင်ခြင်းဆိုတဲ့ဝရိယဟာဘယ်လိုဝရိယလဲဆိုရင်ပြိဿနံပါတ်1ကကိုယ့်ရဲ့ကာယကံကိုယ့်ရဲ့ဝစီကံကိုယ့်ရဲ့မနောကံမှာမဖြစ်သေးတဲ့မလွန်ကျူးသေးတဲ့အကုသိုလ်တရားတွေကိုမဖြစ်အောင်မလွန်ကျူးအောင်ကြိုးစားနိုင်ခဲ့ရင်နဲ့အဲ့ဒါပြိဿရဲ့သမ္မပဒံလုံလဝရိယတပတ်ပိုင်ပါပြီကဲပြိဿကိုဟာကိုအခုကိုသုံးသက်ကြည့်နော်တို့ပြိဿပုထုဇဉ်နေဆိုတော့အကုသိုလ်ကာယကံနေပြုဘူးသလားမပြုဘူးလားဝစီကံနေပြောဘူးသလားမပြောဘူးလားမနောကံနေကြံဘူးသလားမကြံဘူးလားကဲမိမိတို့ပြုလိုက်တယ်ပြောလိုက်တယ်ကြံလိုက်တယ်အဲ့ဒီအကုသိုလ်ကာယကံဝစီကံမနောကံတွေကိုမပြုခင်မပြောခင်မကြံခင်တုန်းကကိုယ်စိတ်ထဲမှာသိနေတဲ့အသည့်ဒီကုသိုလ်နဲ့အကုသိုလ်ဆိုတာကိုတော့တော်တော်များများဗုဒ္ဓဘာသာတွေအစောကြီးတဲ့ကခွဲခြားပြီးတော့သိသလားမသိဘူးလားသိလားမသိဘူးလားသိရင်ဘာဖြစ်လို့လွန်ကျူးတာလဲဆိုကြတဲ့ကပြိဿရဲ့အရှင်းဆုံးကတော့ကိုယ့်ရဲ့လွန်ကျူးလာတဲ့အကုသိုလ်စိတ်ဓာတ်လွန်ကျူးမဲ့အကုသိုလ်စိတ်ဓာတ်ကိုမထိမ့်သိမ့်နိုင်တဲ့ဝရိယကင်းနေတဲ့စိတ်ဓာတ်ကလွန်ကျူးတဲ့အဆင့်ကိုရောက်မသွားဘူးလားအဲ့ဒါပဲပြိဿရဲ့ဟောရတဲ့မှာပါနေတဲ့ဘုဒ္ဓဇင်ဗုဒ္ဓဘာသာဝင်လူသားအလုံးတို့သည်လွန်ကျူးနေတဲ့အကုသိုလ်တွေကိုမသိလို့လွန်ကျူးတဲ့မိတဲ့ပုဂ္ဂိုလ်ကအလွန်ရှားပါတယ်သိပါလျက်ကဲနဲ့မိမိရဲ့စိတ်မှာတောင်းရလာတဲ့လောဘဒေါသမောဟမာနကိလေသာတရားစုတွေကိုထိမ့်သိမ့်နိုင်စွာမရှိတဲ့လုံလဝရိယကင်းသွားတဲ့အတွက်ကြောင့်အကုသိုလ်တွေကိုလွန်ကျူးမိတတ်ပါတယ်မှန်သလားမမှန်ဘူးလားမကောင်းဘူးဆိုတာသိသလားမသိဘူးလားငရဲကြီးမယ်ဆိုတာသိသလားမသိဘူးလားသိပေမဲ့ပြိဿရေမကောင်းဘူးဆိုတာလည်းသိတယ်ငရဲကြီးမယ်ဆိုတာလည်းသိတယ်ဖယားနဲ့တကွာသူတော်ကောင်းတွေမကြိုက်ဘူးဆိုတာလည်းသိတယ်သိပင်သိညာတော့လည်းပဲအဲ့ဒီသိတိကြီးနေပဲတဲ့ကာယကံမှာအကုသိုလ်တွေလွန်ကျူးလို့နေတတ်တယ်ဝစီကံမှာအကုသိုလ်တွေလွန်ကျူးလို့နေတတ်တယ်မနောကံမှာအကုသိုလ်တွေလွန်ကျူးလို့နေတတ်တယ်အဲ့ဒါပဲမြတ်စွာဘုရားကမကောင်းမှုဆိုတဲ့အကုသိုလ်ကိုယ်လည်းမချမ်းသာသူတစ်ပါးလည်းမချမ်းသာဟုတ်လားအနာဝဇဒုက္ခဝိပါကလက္ခဏာကိုယ်အတွက်လည်းအပြစ်မကင်းသူတစ်ပါးအတွက်လည်းအပြစ်မကင်းတဲ့ဒီအကုသိုလ်ကိုတဲ့မလုံနိုင်ဖို့မပြောနိုင်ဖို့မကြံနိုင်ဖို့မတားနိုင်သေးသမျှကာလပတ်လုံးဟာပြိဿရဲ့အဲ့ဒါဝရိယအစစ်မှမရသေးဘူးရပြီလားမရသေးဘူးဟုတ်လားဒါကြောင့်တကယ်ရှင်တော်မြတ်ဘုရားမိန့်ကြားလိုက်တဲ့သမ္မပဒံလုံလဝရိယတရားဆိုတာဟောဒီတန်တန်ကာယကံဝစီကံမနောကံမှာမ
မကောင်းမှုအကုသိုလ်တရားတွေမဖြစ်ပေါ်သေးတာကိုဘယ်တော့မှမဖြစ်ပေါ်အောင်တဲ့ငါရအောင်ကြိုးစားလိုက်မယ်ရဲ့လို့ရှောင်ကျင်လိုက်နိုင်တဲ့သဘောကိုသမ္မပဒံလုံလဝရိယတရားလို့ခေါ်ပါတယ်ဒီတော့မြန်မာလိုလေးနံပါတ်1မှတ်မယ်ဆိုရင်မလွန်ကျူးသေးတဲ့အကုသိုလ်ကိုမလွန်ကျူးအောင်တားနိုင်ခြင်းသည်နံပါတ်1သမ္မပဒံလုံလဝရိယတရားဟုတ်လားပြိဿပြောကြည့်စမ်းနံပါတ်1ကဘာတဲ့လဲမလွန်ကျူးသေးတဲ့အကုသိုလ်ကာယကံဝစီကံမနောကံတရားတွေကိုငါမလွန်ကျူးနိုင်အောင်ကြိုးစားမယ်ရဲ့လို့ပြင်းပြင်းထန်ထန်ထက်ထက်တန်တန်ဟောဒီရုပ်တရားဟောဒီနှုတ်စကားဟောဒီစိတ်ဓာတ်တွေမှာမရှိအောင်မလွန်ကျူးအောင်ကြံစည်နိုင်လိုက်ပြီဆိုရင်နဲ့အဲ့ဒါမှတကယ်သမ္မပဒံလုံလဝရိယတရားပါအခုတော်တော်များများဟာအဲ့ဒီကာယကံတစ်ခုကိုနိုင်တယ်ဝစီကံမနိုင်တာရှိတယ်ဝစီကံကိုနိုင်တယ်မနောကံမနိုင်တာရှိတယ်ဆိုပြီးတော့ဘတ်ပေါင်းစုံမနိုင်သေးပဲနဲ့ကြိုးစားနေရတာမများဘူးလားတကယ်တမ်းတော့ပြိဿကြီးကာယကံနဲ့ဝစီကံကိုထိမ့်သိမ့်နေလိုက်တယ်ဆိုရင်ပဲမိမိတို့အမြဲတမ်းစောင့်တည်ကျင့်သုံးရမယ်သီလတရားကိုလုံခြုံအောင်ကြိုးစားလိုက်ရင်သမ္မပဒံလုံလဝရိယတရားကအလိုလိုနေနဲ့ပြည့်စုံမနေဘူးလားဟောဒီကာယကံနဲ့လွန်ကျူးတဲ့အပြစ်တွေဟောဒီဝစီကံနဲ့လွန်ကျူးတဲ့အပြစ်တွေကိုမလွန်ကျူးအောင်စောင့်တည်ကျင့်သုံးလိုက်တယ်ရှောင်ကျဉ်လိုက်တယ်ဆိုရင်ပြိဿ၏သီလလို့ခေါ်ပါတယ်အဲ့ဒီသီလလေးကိုဖြူစင်အောင်လုံခြုံအောင်တရားထက်တဲ့တန်တန်နဲ့ကြိုးစားလို့ရှောင်ကျဉ်လိုက်ရင်အေးမဖြစ်သေးတဲ့အကုသိုလ်ကာယကံဝစီကံတွေမဖြစ်အောင်စောင့်ရှောက်ထိန်းသိမ်းရာရောက်တဲ့အတွက်ကြောင့်အဲ့ဒါမှတကယ်ဝရိယဘာဝရိယလဲသမ္မပဒံလုံလဝရိယငါတဏ္ဍာမှာဖြစ်ပြီလားလို့ကိုမေးကြည့်စမ်းဘာပြန်ပြောလဲမဖြစ်သေးပါဘူးမဖြစ်သေးပါဘူးပြောတာတော့ကြည်မကြားရအောင်နည်းနည်းပဲကြားရတယ်ပြိဿပြောတော့မပြောရဘူးလားမဖြစ်သေးတဲ့အကုသိုလ်ကာယကံဝစီကံမနောကံတွေငါရဲ့စိတ်ထဲငါရဲ့ရုပ်တရားငါရဲ့နှုတ်စကားမှာမဖြစ်အောင်ငါကြိုးစားရှောင်မယ်ဆိုတဲ့သမ္မပဒံလုံလဝရိယဟာအရေးမကြီးဘူးလားအဲ့ဒါပဲပြိဿအဲ့ဒါကိုမထိမ့်သိမ့်နိုင်လို့လွန်ကျူးနေလိုက်ကြတာဝရိယကင်းတယ်ဆိုတာအဲ့ဒါမျိုးကိုမထိမ့်သိမ့်တာဝရိယကင်းတယ်ပြောတာခုနကပြောတဲ့ပညာရေးစီးပွားရေးလူမှုရေးတွေမှာမထိမ့်သိမ့်နိုင်တာကတကယ်သမ္မပဒံလုံလဝရိယမဟုတ်သေးဘူးအဲ့ဒီဆင်းရဲကဒီဘဝလေးပဲဆင်းရဲတာဒီဆင်းရဲကြီးကပြိဿကြီးတန်ត្រာတစ်လျှောက်လုံးဆင်းရဲကြီးကိုရမဲ့မိုက်မဲမှုကြီးဟုတ်လားဒီတော့ပြိဿကြီးတံပတ္တဝိရတိသမာဒါနဝိရတိသမုတ်စေဒဝိရတိဆိုတဲ့နေရာမှာရှောင်းခြင်းကြောင့်ဝိရတိထဲမှာပြိဿကြီးတံပတ္တဝိရတိဆိုတာအဲ့ဒါဝရိယကိုတိုက်တွန်းလိုက်တဲ့ကောင်းမှုတစ်ခုပဲတံပတ္တဆိုတာကပြိဿကြီးကြိုတင်ပြီးတော့ခံယူထားတဲ့ကျင့်သုံးထားတဲ့သီလမျိုးမဟုတ်ဘူးဘာမှစောင့်တည်ထားတာလည်းမရှိဘူးဘုရားဓမ္မသီလယူထားတာလည်းမရှိဘူးဘုန်းကြီးတစ်ပါးဓမ္မသီလယူထားတာလည်းမရှိဘူးသို့တော့ပေါ်လာတဲ့အကုသိုလ်အကြောင်းအရာနဲ့ထိတ်တိုက်တွေ့တဲ့အချိန်ကျရင်ဟာငါသည်ဘုရားတရားသံဃာယနာမြတ်သုံးပါးရဲ့အဆုံးအမကိုခံယူနေတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်ဖြစ်တယ်ငါတို့ရဲ့ဘုရားရှင်ကိုယ်တော်မြတ်ကဟောဒီအကုသိုလ်ကာယကံဝစီကံမနောကံအလုပ်တွေကိုကြိုက်တော်မမူဘူးမကြိုက်တဲ့အတွက်ကြောင့်သီလထဲမှာလည်းထဲခဲ့တယ်ဒုစရိုက်သူစရိုက်မှာလည်းထဲခဲ့တဲ့အတွက်ကြောင့်ငါရအောင်ရှောင်ကျင်မယ်လို့သီလခံယူထားပြီးတော့ဥပုသ်ဆောင်ပြီးတော့ရှောင်ကျင်တာမျိုးတော့မဟုတ်ဘူးတဲ့ဖြစ်ပေါ်လာတဲ့တွေ့ကြုံလာတဲ့အကုသိုလ်ကာယကံဝစီကံမနောကံကိုဟာငါလွန်ကျူးလို့မဖြစ်ဘူးငါတို့ရဲ့မြင့်မြတ်တဲ့ဗုဒ္ဓဘာသာမှာအဲ့ဒါမျိုးတွေလက်မခံဘူးမကျင့်သုံးဘူးဆိုတဲ့အတိလေးနဲ့ရှောင်ကျင်လိုက်ရင်ပြိဿအဲ့ဒါတံပတ္တဝိရတိလို့ခေါ်တယ်ဟုတ်လားအဲ့ဒီအတိလေးတွေတတိလေးတွေကတို့ဗုဒ္ဓဘာသာတွေမှာကင်းနေလားကိန်းနေလားတော်တော်များများကင်းနေတယ်ဟုတ်လားဦးဇင်းတို့အထတန်လေးနေအထကရာဘွဲ့မှာတခုတွေးခဲ့တယ်ဒီကနေ့ဦးဇင်းတို့စက္ကနညီနောင်ဆိုတဲ့ဝတ္ထုတိုလေးပါဟုတ်လားစက္ကနညီနောင်ဆိုတာပြိဿကြီးညီကို2ယောက်ရှိတယ်ညီကို2ယောက်မှာဘသူအပူပါလာလဲဆိုရင်အမေမိခင်အိုကြီး1ယောက်နဲ့ရှိတယ်
အမေကြီးကလူနာယောဂကြီးလာတဲ့အခါကျတော့လူအိုယောဂနဲ့အဲ့ရတဲ့လဲပြီဆိုတော့ဆေးဆရာကပြောတယ်အေးမင်းတို့အမေရဲ့အသက်ရှင်ခွင့်ရဖို့ဆိုတာကတော့ယုံသားလက်လက်ဆက်ဆက်ကိုကြွေးမှမင်းတို့အမေအသက်ရှင်ခွင့်ရလိမ့်မယ်ဒီတော့ငါလိုချင်တာကတော့ယုံသားရမှမင်းတို့အမေကိုဆေးကုလို့ရမယ်ပြိဿကြီးဘာရမှလဲယုံသားရမှဆေးကုလို့ရမယ်ဆိုတော့ပြိဿကြီးတမအေတွေကမွေးထားတဲ့စက္ကနညီနောင်အကိုကြီးကကိုကျင့်သီလနဲ့အခုပြောတဲ့သမ္မပဒံလုံလဝရိယခင်းနေတယ်ညီငယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကြတော့ကိုကျင့်သီလလည်းဖြူစင်တဲ့သမ္မပဒံလုံလဝရိယကလည်းရှိသွားတဲ့အခါအကိုကြီးကနေခိုင်းလိုက်တဲ့ဟိကောင်သွားမင်းတောထဲမှာယုံသွားရှာယုံသားရမှတို့အမိအသက်ကချမ်းသာရမှဆိုတော့ငါအမိနာမှာပြုစုနေမယ်မင်းယုံသားတွေ့အောင်သွားရှာလာခဲ့ဆိုတော့အမေဆိုတဲ့ဇောစိတ်ကတစ်မျိုးအကိုရဲ့ခိုင်းစေချက်တစ်မျိုးနဲ့ညီငယ်ဖြစ်တဲ့စက္ကနညီနောင်အငယ်ကောင်းဟာတခါတည်းတိုးတဲ့သွားပြီးတော့ယုံသားရှာမယ်ဆိုထွက်လာတာတိုက်တိုက်ဆိုင်ဆိုင်ပဲပြိဿကြီးယုံတွေကလည်းပြေးပြီးတော့ပြိဿကြီးဆူးချုံကြားမှာယုံတော်ကောင်ကညှိပြီးနေတဲ့အခါယုံမထွက်နိုင်တော့ဘူးဟာဟန်ကြလိုက်တာငါအမေကလည်းယုံသားစမသာလည်းအသက်ရှင်ခွင့်ရမယ်ယုံတကောင်ကလည်းခေါ်ဒီမှာသူဟာသူလာပြီးတော့ညှိလို့မထွက်နိုင်မယုံနိုင်ပြီးတော့လွယ်ကူပဲအဲ့ဒီယုံလေးကိုဖမ်းလိုက်တဲ့အခါပြိဿကြီးယုံဆိုတဲ့တရားဝါကတခြားတိရစ္ဆာန်တဲ့တောင်ပုံပြီးတော့ကြောက်တတ်တဲ့အခါသူဆုပ်ကင်လိုက်တဲ့အချိန်မှာပဲမျက်လုံးလေးကလေးနဲ့သူ့ကိုကြည့်နေတဲ့အခါမှာကဲပြိဿအဲ့ဒီစက္ကနညီအငယ်ဟာသီလလည်းစောင့်တည်ထားတာမဟုတ်ဘူးယန္တပါစီမှာလည်းမစောင့်တည်ဘူးဖယားဓမ္မလည်းမစောင့်တည်ဘူးသူလာတဲ့ရည်ရွယ်ချက်ကိုကသူ့အမေအတွက်ဘာလာလောက်တာလဲယုံသားလာရှာတာဒီတော့ယုံငယ်လေးမျက်စိကလေးနဲ့သူ့ကိုကြည့်နေတာကြည့်ပြီးတော့ဩကြည်စမ်းသူလည်းပဲသူ့အသက်ကိုသိရမှာကြောက်မှာပဲသူ့အသက်တတ်တော့မယ်ဆိုတာသိလို့ငါလက်ထဲမှာသူ့ခမရတခါတဲ့မျက်လုံးလေးကလေးနဲ့နေနေရတာဆိုတဲ့အတွေးစိတ်အမှန်လေးဝင်လာတဲ့အခါကြည်စမ်းငါမှားတော့မလို့ငါအမေအသက်ရှင်ခွင့်ရဖို့ရန်အတွက်သူတစ်ပါးရဲ့အသက်ကိုငါသက်ပြီးတော့မှငါအမေရဲ့အသက်ချမ်းသာရမှုကိုငါရှာမယ်ဆိုရင်ငါရဲ့ကာယကံတွေကအလွတ်ကိုယုံနေပြီပြိဿကြီးတွေ့ကြုံလာတဲ့အကုသိုလ်နော်ထိတ်တိုက်တွေ့ကြုံနေပေမဲ့တတိတရားလေးလက်ကင်ထားလိုက်တဲ့အခါဝိတတိဆိုတဲ့အကုသိုလ်ကနေရှောင်ကျဉ်နိုင်တဲ့စိတ်ဓာတ်ကလေးပေါ်မလာဘူးလားတရိစ္ဆာန်တကောင်ရဲ့အသက်ကိုရင်းပြီးတော့မှငါအမေရဲ့အသက်ကိုရှင်ခွင့်ရမယ်ဆိုရင်ငါရဲ့ကာယကံတွေကအမေအသက်ချမ်းသာအောင်တော့ငါအတွက်ကတော့ယုံနေတဲ့နေရာကိုသွားရတော့မှာဒီတော့ငါဘလို့မှမတတ်နိုင်ဘူးငါအမေအတွက်ငါသစ္စာစကားကလွှဲရင်အာမကူတော့ဘူးဆိုပြိဿရဲ့မိနေတဲ့ယုံလေးကိုအသက်ချမ်းသာရပေးလိုက်တယ်ကဲမိမိရဲ့ကာယကံဝစီကံမနောကံမှာမလွန်ကျူးသေးတဲ့အကုသိုလ်တရားထိတ်တိုက်တွေ့တာတောင်မှတတိတရားလေးနဲ့ဘုရားရဲ့အဆုံးအမလေးကိုတတိတရားရှိလိုက်တဲ့အခါမှာလွန်ကျူးမဲ့အကုသိုလ်ဟာပြိဿချက်ချင်းကြီးလွဲမသွားဘူးလားအဲ့ဒါမျိုးကိုပြောတာဟုတ်လားအာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းနေလေတခါမှာသာဝနေအတွက်ဇီဝတွေရှာနေရတယ်ပညာတွေရှာနေရတယ်ယာတုဂုံသိနေလောက်ကင်နေရတဲ့အခါပရိသတ်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကိုကိုယ်တိုင်ပြန်ပြီးတော့စစ်ဆေးကြည့်စမ်းမှာအေးမကောင်းတဲ့အကုသိုလ်ကာယကံဝစီကံမနောကံတွေကိုပြုတော့ပြောတော့ကြံတော့မယ်ဆိုရင်ဩဘုရားရှင်ကိုတော်မြတ်လည်းမကြိုက်သူတော်ကောင်းတွေလည်းမကြိုက်အတ္တကြီးမားတဲ့ဟောဒီအကုသိုလ်ကြီးကငါကိုဒီဘဝမှာလည်းပြန်လဲလို့ဟိုလဲစေလိမ့်မယ်ဘဝတမလွန်မှာလည်းနှိမ့်ကြတဲ့ဘဝကိုပို့လိမ့်မယ်လို့ရှောင်ကျဉ်လိုက်နိုင်ပြီဆိုရင်တော့အေးအဲ့ဒါဘုရားမိတ်နဲ့နံပါတ်1သမ္မပဒံလုံလဝရိယတရားပါပဲတတိထားရင်ရှောင်လို့မရဘူးလားရတာဗောပြိဿယဟန်နေတယ်ပုထုဇဉ်မဲ့သင်္ကန်းကိုထားပြီမဲ့ပြိဿလူနဲ့ဆိုင်ယဟန်နေမှာအကျင့်သီလသိက္ခာဖို့မြောက်များစွာထမ်းရွက်ထားရတော့ယဟန်နေမှာအဲ့ဒီအကုသိုလ်တော်တော်များများကင်းမနေဘူးလားကင်းနေတာပြိဿကြီးရှောင်လို့ကင်းတာလားမရှောင်လို့ကင်းတာလား
ရှောင်လို့ကင်းလို့ဟုတ်လားယဟန်လည်းပဲတတိလွတ်ကင်းသွားလို့အကုသိုလ်အမှုလွန်ကျူးမယ်ဆိုရင်ကြီးမားတဲ့အကုသိုလ်တွေမကျူးနိုင်ဘူးလားကျူးနိုင်တယ်ဒါကြောင့်ပြိဿရဲ့မိမိရဲ့ဘုရားအစွန်မှာတရားအစွန်မှာသံဃာအစွန်မှာလေးကိုတတိတရားလက်ကင်ထားလို့ရှောင်ကျင်လိုက်မယ်ဆိုရင်မိမိရဲ့ကာယကံဝစီကံမနောကံမှာမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ့်လို့ရနိုင်ပါတယ်မရနိုင်ဘူးလားရနိုင်တယ်ဘာဖြစ်လို့ဦးဇင်းဒီလောက်လက်တွေ့ကြကြပြောပြီးခေါ်နေရတာလဲဆိုပြိဿဒီလိုအကုသိုလ်လေးတွေဟာရှောင်ကျင်ရနိုင်ပါရဲ့ကဲနဲ့မရှောင်ကျင်ကြလို့တော်တော်များများလွန်နေလို့ဦးဇင်းတို့ဟောပေးတာပါဟုတ်လားပြီးတော့ခုနကဇက်အကြောင်းလေးပြန်ပြောရင်ညီငယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကအိမ်ပြန်သွားတဲ့အခါအကိုကြီးကမေးတယ်ဟာမင်းယုံသားမပါခဲ့ဘူးလားဟာအကိုရယုံတကောင်တော့ရတယ်ဒါပေမဲ့အရှင်ကြီးဖြစ်နေတယ်ဒီယုံလေးအရှင်ကသူ့ကိုဗျာကျုပ်ကဖမ်းလိုက်တော့မျက်လုံးလေးကလေးကလေးနဲ့သူတရားမှာကြောက်နေတာကျုပ်မြင်လို့ဟာငါအမေအသက်ချမ်းသာရဖို့ရန်အတွက်တိရစ္ဆာန်တကောင်ကိုငါကကာယကံမြောက်လွန်ကျူးတတ်ရမယ်ဆိုတာမဟုတ်သေးပါဘူးဘုရားဟောတရားကြီးနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်ဆိုပြီးတော့ကျုပ်လွတ်ပေးလိုက်တဲ့အကိုကြီးဟာဆိုတော့ဟိုကပရိသတ်ရဲ့တမ္မပဒံလုံးလာဝရိယလည်းမရှိသီလသမာဓိလည်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ဆူလိုက်တာညီငယ်ကိုမင်းကိုအမေအတွက်ယုံကအရေးကြီးသလားမင်းယုံကိုမတတ်ဘဲနဲ့အမေသေးဖို့မင်းပြန်လာတာလားပေါ့ဆူလိုက်တဲ့အခါမှာဟာနေပါအောင်အကိုရဲ့ကျုပ်သစ္စာစကားလေးဆိုပါအောင်မယ်ဆိုပြီးတော့အမေဘေးနားမှာထိုင်အကျွန်ုပ်သည်ယနေ့ယုံနှကောင်ကိုလက်ထဲမှာပိုင်မိရပင်ရညာတော်လဲယုံနှကောင်ပေါ်မှာသက်လို့တဲ့အကုသိုလ်ကာယကံကိုမလွန်ကျူးလို့တဲ့အတွက်ကြောင့်၎င်းအမေရဲ့အသက်ချမ်းသာမှုမှာဟောဒီယုံသားကိုစားမှအသက်ရှင်ခွင့်ရမယ်ဆိုရင်ငါသည်ယုံကိုတော့ဘယ်တော့မှအသက်ပြီးတော့ငရဲမယူနိုင်မှုဆိုတဲ့စိတ်ဓာတ်ကြောင့်၎င်းကျွန်ုပ်လူမှန်သိတတ်စအရွယ်ကလေးကတခြားသောတတ္တဝါတရိစ္ဆာန်တွေကိုဘာတခုဘာတကောင်မှမသက်ဘူးတဲ့ကုသိုလ်ကံကြောင့်၎င်းဒီသစ္စာစကားကြောင့်ကျွန်ုပ်အမေတွေ့ကြုံခံစားနေရတဲ့ယောဂဆိုဝေဒနာဆိုဟာအမြန်ဆုံးပျောက်ကင်းပါစေဆိုပြီးတော့သစ္စာဆိုလိုက်တာပြိဿရဲ့အမေတွေ့ကြုံခံစားနေရတဲ့ယောဂဝေဒနာလည်းအမြန်ဆုံးပျောက်ကင်းချမ်းသာသွားတယ်ဟုတ်လားရှောင်ကျင်လိုက်တဲ့အကုသိုလ်ကိုပြိဿရဲ့သစ္စာပြန်ဆိုလိုက်တော့အဲ့ဒီသစ္စာဟာယုံသားတဲ့စွမ်းအားထပ်မသွားဘူးလားအဲ့ဒါပဲပြိဿတခါတခါမှာသိသိချင်းနဲ့လွန်ကျူးနေတဲ့အကုသိုလ်တွေမြောင်များစွာရှိတယ်ဖယားမကြိုက်တာလည်းသိတယ်သီလပျက်စီးတာလည်းသိတယ်သိပင်သိညာတော့လည်းပဲမိုက်ကန်းကန်းနဲ့ဆက်ပြီးတော့လွန်ကျူးနေတတ်ပါတယ်ဒါကြောင့်ဒီကနေ့ကစပြီးတော့တကယ်သမ္မပဒံလုံလာဝရိယတရားနဲ့အသက်ရှင်နေတာမှန်ကြရင်တော့မိမိရဲ့ကာယကံဝစီကံမနောကံမှာမဖြစ်ပေါ်သေးတဲ့အကုသိုလ်တရားတွေကိုကာယကံမှာလည်းမဖြစ်အောင်ဝစီကံမှာလည်းမဖြစ်အောင်မနောကံမှာလည်းမဖြစ်အောင်ရှောင်ကျင်လိုက်နိုင်ရမယ်ဆိုရင်ဖယားရှင်ကိုယ်တော်မြတ်မိန့်တော်မူတဲ့တခဏလေးအသက်ရှင်တာကမြတ်တယ်ဆိုတဲ့ဝရိယတရားတွေကနံပါတ်1ကိုပိုင်သွားပါပြီအရေးမကြီးဘူးလားဒါကနံပါတ်1နံပါတ်2ဝရိယကြတော့ပြိဿရဲ့ပုထုဇဉ်သဘာဝအရာဖြစ်ပေါ်ပြီးတဲ့လွန်ကျူးပြီးတဲ့အကုသိုလ်ကံတရားတွေဆိုတာကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်အနည်းနဲ့အများပြိဿမရှိဘူးလားရှိလားမရှိဘူးလားကိုယ်တဏ္ဍာကိုယ်အကြောင်းကိုပြန်တွေးကြည့်ပေါ့မိမိရဲ့ကာယကံဝစီကံမနောကံတွေမှာမသိ၍လွန်ကျူးမိခဲ့တဲ့အကုသိုလ်တွေလည်းရှိတယ်သိသိကြီးနဲ့လွန်ကျူးမိခဲ့တဲ့အကုသိုလ်တွေလည်းရှိတယ်လွန်ကျူးပြီးသွားတဲ့အတွက်ကြောင့်ငါအတွက်မထူတော့ဘူးတဲ့ဆက်ပြီးတော့သာမိုက်ယုံရှိတော့တာဘဲလို့များလွတ်ထားလိုက်ရင်ပြိဿရေကြောက်เสียမကောင်းဘူးလားအေးဒါကြောင့်နောက်တစ်ခုသတိပေးခြင်းတာကပုထုဇဉ်ဆိုတာမမှားတဲ့ပုထုဇဉ်ရှိသလားမရှိဘူးပြိဿရေလူမိုက်ကြီးဓမြကြီးဘဝကနေယဟန်ပြုတောထွက်တရားရှာလို့ယဟန္တာကြီးဖြစ်သွားတာရောမရှိဘူးလားရှိတယ်အဲ့ဒါဘာလဲဆိုရင်ကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်လွန်ကျူးမိလက်စအကုသိုလ်တရားကိုအတိနဲ့တတိနဲ့ပေါ်လာရင်ဟာကြည်စမ်းငါသည်အဲ့ဒီတော့ငါသိသိချင်းနဲ့လေအကုသိုလ်ကာယကံဝစီကံမနောကံတွေကိုလွန်ကျူးမိခဲ့တယ်မသိပဲနဲ့လေအကုသိုလ်မဖြစ်နိုင်ဘူးထင်ပြီးတော့ငါလွန်ကျူးမိခဲ့တယ်တဲ့
လွန်ကျူးပြီးတာအကုသိုလ်တွေကတော့ငါအတွက်ပြန်ပြင်လို့မရနိုင်တော့ဘူးပြန်ပြင်လို့မရနိုင်တဲ့အကုသိုလ်တွေရှိပဲရှိ냐တော့လေဒီကနေ့ဒီအချိန်ကစပြီးတော့ငါရဲ့ကာယကံဝစီကံမနောကံမှာအဲ့ဒီအကုသိုလ်မျိုးတွေနောက်ထပ်ဘယ်တော့မှမပြူတော့ဘူးဘယ်တော့မှမပြောတော့ဘူးဘယ်တော့မှမကြံတော့ဘူးရဲ့လို့ရဲရင်ပြက်ပြက်သားသားနဲ့တတိကောင်းကောင်းနဲ့ရှောင်ကျင်လိုက်မယ်ဆိုရင်ပြိဿကြီးအရှင်းဆုံးပြောရင်တချမ်းတော့သိကြမသွားဘူးလားဖြစ်ပြီးသားအကုသိုလ်တရားကိုနောက်ထပ်အသစ်ထပ်မဖြစ်အောင်နဲ့ထိမ့်သိမ့်နိုင်တယ်ဆိုရင်လည်းအဲ့ဒါဒုတိယသမ္မပဒံလုံလဝရိယတရားအခုကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်လွန်ကျူးဘူးတဲ့အကုသိုလ်ဆိုတာမရှိဘူးလားရှိပါတယ်ဟုတ်လားလူသားမှရင်ရှိမှာပဲပြိဿငယ်စဉ်တောင်ကြီးကလေးဘဝမသိတဲ့အရွယ်တုန်းကလွန်ကျူးတာလည်းဖြစ်ရင်ဖြစ်မယ်အသက်ကြီးပေမဲ့အသိဉာဏ်ရှိပေမဲ့ပြိဿရေမအောင်နိုင်မစီးနိုင်မစောင့်နိုင်မစီးနိုင်လို့လွန်ကျူးမိတာလည်းရှိရင်ရှိမယ်ဘာကြောင့်မဲလွန်ကျူးမိကြပါစေမိမိရဲ့ကာယကံဝစီကံမနောကံတွေကိုနောက်ထပ်တော့အဲ့ဒီအမအပေါ်မှာနောက်အမတစ်ခုပဲတော့မှမပေါင်းမိပါစေနဲ့တဲ့အမှားလမ်းကြောင်းကနေအမှန်လမ်းကြောင်းပေါ်ပြန်ပြီးတော့ရှောက်နိုင်ရင်အဲ့ဒါဝရိယတရားပါပဲတော်တော်များများကပြိဿရေမြန်မာလူမျိုးမှာစကားတခွန်းရှိတယ်ခုမှတော့ပေါက်တဲ့နှစ်ဖူးမထူးတော့ပါဘူးကွာဆိုတာပြောလားမပြောဘူးလားပေါက်တာဘယ်နေရာမှာပေါက်တာပေါက်တဲ့နှစ်ဖူးမထူးတော့ပါဘူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေကလည်းပြောက်သလိုပြောကြသလိုတောက်တဲ့ပါဇက်မထူးဘူးဆိုပြီးတော့ဆက်တောက်နေမယ်ဆိုရင်ရောဆုံးမမလားပြိဿအကုသိုလ်ဆိုတာအကုသိုလ်မှန်သိတဲ့အချိန်ရှောင်ကျဉ်နိုင်ပြီဆိုရင်တတ်တာမသွားဘူးလားကဲဥပမာပြိဿရေဇီးပင်ခုတ်လိုက်လို့ရှိရင်ဇီးပင်ကထွက်လာတဲ့အတက်တို့ပြိဿခဏခဏမမြင်ဘူးလားဇီးတက်တမိသားစုလုံးစားလို့မကုန်နဲ့ဇီးပင်များခုတ်လိုက်ရင်ပြိဿရေတပင်ခုတ်လိုက်တာအတက်က၄တက်လောက်တစ်ခါတည်းတန်တန်မှန်မှန်ကြီးထွက်လာတဲ့အခါတဆွေလုံးတစ်မျိုးလုံးတော့စားလို့ကုန်ရဲ့လားအေးအဲ့ဒီလိုမဖြစ်စေနဲ့တဲ့ပြိဿရေကျူပင်ခုတ်ကျူငုတ်မကြံဆိုသလိုပဲအငုတ်မကြံအမြင့်မကြံအောင်နောက်တဲ့ဟောဒီကာယကံဝစီကံမနောကံအကုသိုလ်တွေငါတဏ္ဍာမှာဘယ်တော့မှအဖြစ်မခံတော့ဘူးလို့ရဲရင်ပြက်သားတဲ့သူတော်ကောင်းတို့ရဲ့တမ္မပဒံလုံလဝရိယတရားသာလက်ကင်ထားရင်မှားမိတဲ့အမှားပေါ်မှာနောက်ထပ်အမှားဆိုတာပေါင်းမအောင်မလားမပေါင်းတော့ဘူးဒါကြောင့်မှားမိတဲ့အကုသိုလ်ကာယကံဝစီကံမနောကံတွေရှိခဲ့ကြတဲ့ဆိုရင်လည်းပဲပရိသေအဲ့ဒီအာဟုသောကာယကံဝစီကံမနောကံတွေကိုနောက်ထပ်ဘယ်တော့မှအဖြစ်မခံကြပါနဲ့နော်မဖြစ်ဘူးတဲ့သူကတော့ရှိပါမလားရှိပါဘူးဦးဇင်းတို့လည်းငယ်ငယ်ရတော့ပရိသေသိရတော်၎င်းမသိရတော်၎င်းမိုက်မားရတော်၎င်းအာဟုသောကာယကံဝစီကံမနောကံတွေရှိခဲ့တာပါပဲဟုတ်လားအတိနဲ့တတိနဲ့တွဲသွားပြီးအတိညာနဲ့ရင့်တန်လာပြီးတတိကလည်းခိုင်လာပြီးဆိုတဲ့အခါကျတော့နောက်ထပ်မဖြစ်အောင်အိုးကြည်စမ်းအဲ့ဒီတော့ငါလွန်ကျူးတဲ့အကုသိုလ်ကြီးအံ့ဩဖို့ကောင်းလိုက်တာတကယ်ဆိုငါရှောင်နိုင်ဖို့ကောင်းတာပေါ့ဆိုတဲ့အတွေ့မှန်လေးနဲ့နောက်ထပ်မဖြစ်အောင်ရှောင်လိုက်ရင်ပြိဿဒီဘဝရောဘဝတမလွန်ရောတန်ဖိုးရှိတဲ့ရှောင်ကျင်မှုတစ်ခုရမသွားဘူးလားရသွားတယ်ဒီတော့ပြိဿရေတော်တော်များများပေါ့လေဒီထဲမှာအခုပြောနေရတဲ့စကားတော်တော်များများထဲမှာတောက်တာစားတာကိစ္စကလည်းတော်တော်ကိုပြောလာရတယ်ဟုတ်လားကျွတ်တို့မြန်မာနိုင်ငံမှာဘာတွေတိုးတက်နေတော့မသိဘူးသိကြတာတခုကတော့တောက်တဲ့လူကတော့ပိုတိုးလာတာသိကြတယ်ဟုတ်လားတယောက်နဲ့တယောက်ဧခံရင်တောက်တာလေးနဲ့ဧခံတယ်ကဲတောက်တဲ့ကိစ္စကောင်းလားမကောင်းဘူးလားမကောင်းမိမဲ့ပြိဿတွေတိုးလာသလားညော့သွားသလားတောက်ဘူးတဲ့ပုဂ္ဂိုလ်တွေကလည်းမထူပါဘူးဆိုပြီးတော့ဆက်ပြီးတော့တောက်ကြတယ်မတောက်ဘူးတဲ့ပုဂ္ဂိုလ်တွေကလည်းတောက်ဘူးတာကိုမှခုံယူစရာထင်ပြီးတော့တောက်လိုက်ကြတာတဲ့တောက်တဲ့ပုဂ္ဂိုလ်တွေကလည်းတောက်တယ်မပေါက်တဲ့ပုဂ္ဂိုလ်တွေကလည်းမထူဘူးဆိုပြီးတော့ဆက်ထိုးလိုက်တာအပေါင်းဆိုင်ကြီးအတော်ချမ်းသာကုန်ပြီဒကမာကြီးတွေကဒကာကြီးတွေအကြောင်းပြောရင်သိသဘောကျတာဒကာကြီးတွေကတောက်တဲ့ဘက်မှာဝါဒနာပါတယ်လို့တချို့ဒကမာကြီးတော်တော်များများရောပေါက်တဲ့မပေါက်တဲ့ဘက်မှာဝါဒနာမပါဘူးလားဟောဒကာကြီးကပါပါတယ်ဖေရတယ်သိကျင်တဲ့မတူပြောကျင်နေတာဟမ်ကဲပရိသတ်ကြီးတချို့လည်းအဲ့ဒီလိုပဲနှလုံးသုံးလုံးထိုးတာအခုခစ်တောင်စားတာဒီဘောလုံးမှာပါလာပြီကဲကျွတ်တို့မြန်မာနိုင်ငံကြီးကိုနှိပ်စက်နေတဲ့အဲ့ဒီတစ်လုံးနှလုံးသုံးလုံးဟာ
တကယ်ကြီးမားတဲ့ရန်သူကြီးဖြစ်မနေဘူးလားတော်တော်များများဟာပြိတ္တကြီးကိုကျင်တရားတွေပျက်စီးသွားလိုက်တာဆင်းရဲတဲ့နေရာတွေရောက်ရင်ပုံပြီးတော့တောင်သိတာသေးတယ်ဟုတ်လားအဲ့တော့တော်တော်များများပြောတယ်မလုပ်ကြပါနဲ့ကုံမိသားကတော့အကုသို့ဝင်တယ်လို့သဘောထားပြီးတော့တော်လိုက်တော့နောက်ထပ်မမိုက်ပါနဲ့ဆိုဘာပြောလဲဖုံဖုံနဲ့လှီမျောလှီနဲ့လိုက်ငွေမျောငွေနဲ့လိုက်ရမှာဆိုတော့လိုက်ရမှာပဲတဲ့ဟုတ်လားလိုက်ရင်နဲ့ပြိတ္တလိုက်သွားလိုက်တာဟိုမင်္ဂလာဥတော်ကခြေတမိန်နဲ့မကြံတော့ဟုတ်လားသွားနေကြစတိကြိုင်လည်းပဲကော်ကြိုင်ဖြစ်ကုန်ပြီဘာမှမကြံတော့ဟုတ်လားအဲ့တော့လိုက်တိုင်သေးလားဆိုလိုက်စရာမရှိတော့ဖုံးလိုက်မောပြီးတော့နှလုံးကြောင့်သေရတဲ့အသေးဆိုးတွေဒုပရိသကြားဘူးလားမကြားဘူးလားကြားဘူးတယ်ကိုတတ်သေးသွားတဲ့အထိခံရတဲ့အကုသို့ဘလောက်ကြီးမားလဲတကယ်တမ်းကျတော့ပရိသအချိန်မီမားတယ်လို့သိရင်မားနေတယ်လို့ပြောတဲ့ပုဂ္ဂိုလ်တွေကပြောတဲ့စကားကိုလက်ခံရင်အဲ့ဒီအကုသို့ဟာနောက်ထပ်ဝင်မအောင်မလားအေးဒါကြောင့်ပရိသရေတကယ်တမ်းကြတော့ကျွတ်တို့မြန်မာလူမျိုးတွေကဗုဒ္ဓအဆုံးအမနဲ့နေပင်နေညတော်လဲဗုဒ္ဓအဆုံးအမတရားတွေကောင်းမင်ကောင်းကြတော်လဲလက်တွေလိုက်နာကျင့်သုံးတဲ့အခါကျတော့ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုတဲ့အယုံကြည်ချက်ကြတော့ပျောက်လို့နေတတ်ပါတယ်ပျောက်မနေဘူးလားဒါကြောင့်ကိုယ်ကံကိုပြန်စမ်းသပ်ကြည့်အောင်ပေါ့ဟုတ်လားကိုယ်ကံကိုပြန်စမ်းသပ်ကြည့်ကြရပြိတ္တိကိုလူဖြစ်ရတဲ့ဘဝလက်ရှိအခြေအနေကိုစဉ်းစားလူဖြစ်တိုင်းအထူးတော်မှာကံကောင်းတဲ့မပြောတော့ပါဘူးကံကောင်းတယ်လို့ထင်လားမထင်ဘူးလားထင်တယ်ဆိုရင်ဆက်လို့ပေါ့ဟုတ်လားအဲ့တော့ပြိတ္တိစဉ်းစားပေါ့ဟုတ်လားတကယ်တမ်းကျတော့ကိုယ်ကံကိုမစမ်းစစ်ပဲနဲ့ကံနဲ့ကံရဲ့အကျိုးယုံကြည်တဲ့ဗုဒ္ဓဘာသာဖြစ်ပါလျက်ကနေဒီလောက်မိုက်လုံးကြီးဆက်ပြီးတော့လှုပ်သွားရင်မှားမိတဲ့အကုသိုလ်ပေါ်မှာနောက်ထပ်အမှားတွေပေါင်းနေတာ ਨੇ မတူဘူးလားတူတယ်ဒါကြောင့်အနုပန္နနာပပကနာအနုပါဒာယဝါယမောဥပ္ပန္နနာပပကနာအနုပါဒာယဝါယမောဖြစ်ပြီးတဲ့အကုသိုလ်တရားတွေကိုလည်းမဖြစ်အောင်နောက်ထပ်ပေါ်မလာအောင်စောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်းမဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုလည်းလုံးဝမဖြစ်နိုင်အောင်စောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်းသည်တကယ်ကြီးကျယ်မြင့်မြတ်တဲ့သမ္မပဒံလုံလဝရိယတရားပါဟောမင်းနဲ့တွေ့ငါလည်းနေရထိုင်ရခက်တယ်မင်းကဓာတ်ပုံရိုင်းငါလည်းနေထိုင်ဘဝင်မြင့်တာငါတော်တော်ချောနေပြီလားမသိဘူးလားမောင်မင်းသားဟာလားအေးဒီတော့အဇာတသက်မင်းဆိုရင်ဒုပရိသတ်သိလားမသိဘူးလားဘယ်ရလဲမြန်မာနိုင်ငံသားလားပြောမရဘူးဖြစ်ရင်ဆွေမျိုးရှိရင်ရှိနေပါဟုတ်လားကဲအဇာတသက်မင်းလွန်ကျူးတဲ့အကုသိုလ်ကြီးကတို့ဗုဒ္ဓဘာသာတိုင်းသိမနေဘူးလားဘာအကုသိုလ်လဲအဖေရင်ကိုတတ်ခဲ့တဲ့သောတာပန်ဖြစ်တဲ့အဖေကြီးသူတော်ကောင်းကြီးကိုတတ်ခဲ့တဲ့ဒီလောက်ကြီးမားတဲ့အကုသိုလ်ကံတရားကြီးကိုလွန်ကျူးမိတဲ့အဇာတသက်မင်းနဲ့အဖေသေးတဲ့နေ့သားလေးမွေးတဲ့နေ့မှာပဲနောင်တကြီးစွာမရလိုက်ဘူးလားစဉ်းစားကြည့်ငါအတွက်အဖေတော်တက်ပြီးမှတော့ဟေ့ကျန်တာခ ्यू ဆိုင်ကြမလို့မိုက်ချင်မိုက်တော့ငရဲရလွင်ငါအတွက်ဘာမှမရှိတော့ဘူးဆိုအဇာတသက်ထင်းသလိုရမ်းပြီးထင်းသလိုနေသွားရင်ရောတကယ်တာပြိဿတရားတရားနေတဲ့ယုံကြည်မှုနေတဲ့ဗုဒ္ဓဘာသာတယောက်ဆိုရင်မသွားနိုင်ဘူးလားဒါပေမဲ့အဇာတသက်တော့ဘလောက်အံ့ဩဖို့ကောင်းတယ်ပြိဿဒီဝရဆရာနဲ့ပေါင်းပြီးမာခဲ့တဲ့အတွက်ကြောင့်အဖေကိုတတ်တဲ့အထိအကုသိုလ်ကာယကံကြီးလွန်ကျူးခဲ့သောညာလည်းပဲအေးမိမိရဲ့တတိတံဝေကဉာဏ်နေရလာတဲ့အချိန်ကြတော့အဖေအပေါ်မှာလွန်ကျူးမိတဲ့အကုသိုလ်ကံကြီးကိုတစ်ဖက်မှာထားမြတ်စွာဘုရားရဲ့သာသနာမှာကြီးကျယ်မြင့်မြတ်တဲ့တရားတရားထက်သန်တဲ့ပုဂ္ဂိုလ်ကြီးတယောက်အဖြစ်နဲ့ထောက်ပံ့လိုက်တာအဖေသက်ပြီးမှအဇာတသက်လှုပ်လိုက်တဲ့အလုပ်တွေဟာပြိဿမကောင်းတာဟာမပါတလောက်ကိုအကောင်းနေကြီးပဲဟုတ်လားကဲအဇာတသက်ကိုကြည့်လိုက်တာနဲ့ပြိဿရေအဇာတသက်အဖေသက်လို့လူမိုက်ကြီးလို့ပြောလို့ရပင်ရညာတော်လဲပဲအဖေသက်မိတဲ့အကုသိုလ်ကံကြီးလွန်ကျူးပြီးတဲ့နောက်ပိုင်းမှာမိုက်ဆက်ကိုရက်ပြီးတော့ကောင်းဆက်ကိုသွင်းလိုက်တာရှင်တော်မြတ်ဘုရားကိုယ်တိုင်ကဟေးပုထုဇဉ်တွေရဲ့တရားတရားမှာတော့ဟောဒီအဇာတသက်မင်းဟာအထက်တန်ဆုံးအသာဆုံးဆိုပြီးတော့ပုထုဇဉ်တွေထဲမှာတရားတရားအထက်တန်ဆုံးဣတရက်ရာတုရမသွားဘူးလားအဲ့ဒါပဲဟုတ်လားပြိဿရေမိမိအကုသိုလ်ကာယကံဝစီကံမနောကံတွေလွန်ကျူးတဲ့အချိန်တုန်းကအသိဉာဏ်ကလည်းနုနေတဲ့ဒီဝဒဆရာမိုက်နဲ့လည်းပေါင်းမိတဲ့အခါကျတော့
အဖေကိုယ်တော်တတ်မိတဲ့အကုသိုလ်ကာယကံဝစီကံမနောကံနေလွန်ကျူးခဲ့ပေမဲ့နောင်တရတဲ့အချိန်မာနေစွာလို့သိရတဲ့အချိန်မှာရှောင်ရှားနိုင်ခဲ့တဲ့အဇာတတရဲ့အကုသိုလ်ပေါ်မှာအကုသိုလ်ဆင်မသွားတာလေးကြည်လိုက်မယ်ဆိုရင်တို့ပရိသတ်ထဲမှာအကုသိုလ်လွန်ကျူးအောင်တော့အဇာတတလောက်ကြီးမားတဲ့အကုသိုလ်တော့ဘယ်သူမှမရှိပါဘူးဟုတ်လားဒါကြောင့်အကုသိုလ်ပေါ်မှာအကုသိုလ်ဆင်မလားအကုသိုလ်တွေကိုနောက်ထပ်မဖြစ်အောင်ရပ်ပြစ်မလားမရိသာဓုခေါ်ပါတယ်ဗျာရှင်တော်မြတ်ဘုရားမိန့်ကြတော်မူလိုက်တဲ့စကားဝရိယတရားထထသန်သန်ပြင်းပြင်းထန်ထန်လေးနဲ့တနေ့တရက်တဏ္ဍနဲ့တဏှာကြီးလေးအသက်ရှင်ရပါစေအဲ့ဒီအသက်ရှင်ခြင်းကမှတကယ်မြတ်တဲ့အသက်ရှင်ခြင်းဆိုတာဘာကိုရည်ရွယ်တာလဲဆိုရင်ရှင်းသွားပါပြီမဖြစ်သေးတဲ့အကုသိုလ်ကာယကံဝစီကံမနောကံဤကိုယ်တဏ္ဍမှာလုံးဝမဖြစ်ရအောင်မသိမိုက်မှလို့ဖြစ်ခဲ့ပြီးတဲ့အကုသိုလ်ကာယကံဝစီကံမနောကံနေလေဒီမှာရင်မိုက်စက်တုံးပြီးတော့နောက်ထပ်အသစ်ပြန်မပေါ်အောင်နဲ့စောင့်ရှောက်ထိန်သိမ်းလိုက်မယ်ဆိုရင်အဲ့ဒါအကုသိုလ်ကံနဲ့ပတ်သက်လာတဲ့ဝရိယနှမျိုးကိုပိုင်သွားတာပါပဲတန်ဖိုးရှိလားမရှိဘူးလားလက်တွေ့ကျင့်သုံးကြည့်ပါဟုတ်လားဒါဆိုရင်နံပါတ်3ကြတော့ပြိဿရေအနုဘာဒနာကုသလနာဥပ္ပါဒာယဝါယာမောမိမိရဲ့ကာယကံဝစီကံမနောကံနေမှာမဖြစ်ပေါ်လာသေးတဲ့ကုသိုလ်တရားတွေဒါနာကုသိုလ်ပဲဖြစ်ဖြစ်သီလကုသိုလ်ပဲဖြစ်ဖြစ်ဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်တရားနာရတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ဝေယဝိဇ္ဇာဆောင်ရွက်ရတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ပရာဟိတလုပ်ငန်းတွေဆောင်ရွက်ရတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ပရိသတ်ရေကိုယ်လည်းအပြစ်ကင်းတယ်သူလည်းအပြစ်ကင်းတယ်ကိုယ်လည်းချမ်းသာတယ်သူလည်းချမ်းသာတယ်ဆိုတဲ့ကုသိုလ်လုပ်ငန်းကိစ္စမှန်သမျှတွေကိုယ်တဏ္ဍာမှာစုံအောင်ရပြီလားလို့မေးကြည့်ပရိသတ်ရေဘာပြောမလဲဩတိတ်စီလို့ပြောရင်တော့အတန်ထွက်ရင်ထွက်အောင်ပါကိုယ်တဏ္ဍာမှာဒါနကောင်းမှုတွေစုံသွားပြီလားသီလကောင်းမှုတွေရောဘာဝနာကောင်းမှုတွေရောတရားနာတဲ့ကောင်းမှုတွေရောကြိုးစားရင်လည်းပဲအသက်တွေ80ကျော်ပြီးတော့ဟုတ်လားဟမ်ပရိသတ်တရားနာတာတော့မှသူတို့ကသတင်းကြားတာအောင်ဖို့ကောင်းတယ်ပန်းဖလက်များဝေးပြီးဆိုဟဲ့ဘယ်နေ့ဘယ်ဘုံကြီးအဲ့ဘုံကြီးပြင်းတယ်မသွားဘူးအဲ့ဘုန်းကြီးရှည်တယ်မသွားဘူးအဲ့ဘုန်းကြီးဟောတာတစ်မျိုးကြီးပဲနားမလည်ဘူးမသွားဘူးဟုတ်လားမလေးသူတို့ကဘုန်းကြီးတော့ choice နဲ့လှုပ်တာဟုတ်လားတရားပွဲတဲ့ကျင်းပတဲ့လူကတော့သိမ်းမောင်းမြောင်များစွာကုန်ခံပြီးတော့ကြွားကြပါလာကြပါနဲ့ဖိတ်နေရတာသူတို့ကဘုန်းကြီးကိုအမဲ choice နဲ့ဟုတ်လားဒါတော့မှကိုကြိုက်တဲ့ဘုန်းကြီးပါပြီဆိုရင်တော့အဲ့ဒီနေ့ပြန်ပြီးတော့သတင်းစာဖတ်လိုက်တယ်ဟဲ့ဒီညကိုရီးယားဘာချီနေတော့ဘာကားတော့ဟုတ်လားဒါဆိုရင်တော့စဉ်းစားအောင်မယ်ဟုတ်လားအဲ့တော့ပြိဿမဖြစ်သေးတဲ့ကုသိုလ်တရားကိုဟုတ်လားဖြစ်အောင်ကြိုးစားရမှာလားမဖြစ်အောင်နေရမှာလားမဖြစ်သေးတဲ့ကာယကံကုသိုလ်တွေဝစီကံကုသိုလ်တွေမနောကံကုသိုလ်တွေဟောဒီကိုယ့်ရဲ့ယုတ်တရားနဲ့နှုတ်စကားကိုယ့်ရဲ့စိတ်အစဉ်မှာတဲ့အမြဲတမ်းဖြစ်ဖို့ကြိုးစားနေတယ်ဆိုရင်တော့မှပရိသတ်မဖြစ်သေးတော့လေကြိုးစားနေတယ်ဆိုရင်သမ္မပဒံလုံးလဝရိယကတော့စတင်လို့ရနေပါပြီငါသည်ငါရဲ့ချွေးနေစာစစ်စစ်လေးတွေနဲ့ဒါနကုသိုလ်တွေမှာသွမ်းသင်္ကာကြောင့်စီပစ္စည်းလေးပါဆွအောင်လှူလိုက်မယ်ငါရဲ့ကာယကံဝစီကံမနောကံနေရင်ပြီးတော့ငါရဲ့ယုတ်တရားနဲ့နှုတ်စကားကိုထိမ့်သိမ့်လိုက်တဲ့သီလကုသိုလ်တွေငါရအောင်ဆောက်တည်ကျင့်သုံးမယ်ငါရဲ့စိတ်အစဉ်မှာတောင်းကြနေတဲ့လောဘဒေါသမောဟမာနကိလေသာတရားစိုးတွေကိုဘယ်တော့မှအမြဲတမ်းအကောင်းကောင်းမထားနိုင်တော့ဘူးများရာကနေအောင်နေရာကပါအောင်ပါရာကခြုံငိမ့်အောင်ငါကြိုးစားလိုက်မယ်လို့ဒါနသီလဘာဝနာကုသိုလ်တွေပေါ်မှာပြိတ္တရေတိုးပွားအောင်ကြိုးစားပြီးတော့လက်တွေ့ကျင့်သုံးနိုင်ရင်အဲ့ဒါနံပါတ်3သမ္မပဒံလုံးလဝရိယတရားကိုဖြည့်ကျင့်နေတာပါပဲအရေးမကြီးဘူးလားတော်တော်များများရဲ့နေ့စဉ်ဘဝပြိတ္တစဉ်းစားကြည့်စမ်းကုသိုလ်တွေတိုးနေတာလားအကုသိုလ်တွေတိုးနေတာလားတို့တရားနဲ့တရားပေါ်မှာငါပဲသူပဲယောက်ျားပဲမိန်းမပဲလို့စွဲနေတဲ့အလွဲဆွဲအမှားဆွဲကိုစပြီးတော့ဖက်ထုတ်ဖြစ်စည်းပေးတဲ့
ဝိပဿနာတရားဟာပြိဿရဲ့အဲ့ဒီယုတ်တရားနာတရားပေါ်မှာမရှိတာအရှိလို့တာလေးကွာသွားရင်တော့မှမငြိမ်းချမ်းဘူးလားငြိမ်းချမ်းတယ်ဒါကြောင့်ကိလေသာယံတို့တွေနှိမ့်သက်ခံရမယ်ဆိုရင်တဲ့တဘဝတသသရာလုံးပြိဿရဲ့နောက်ဆုံးမရောက်ဖြစ်တတ်ပါလေဒီဘဝမှာကြုံရတဲ့ယံတို့တွေနှိမ့်သက်ခံရတာကမှညာအားကံအားလေးနဲ့ရှောင်ရှားလို့အနိုင်ရရနိုင်ပြီမဲ့ကိလေသာယံတို့တွေနှိမ့်သက်ခံရတာကိုပြစ်သားမယ်ဆိုရင်အလုံးတော်တို့ဓမ္မပေါင်းသူတော်ကောင်းတွေနိဗ္ဗာန်မပြောပါနဲ့သံဃာထဲမှာတဝဲနေလေပြည်ရင်နဲ့လေရဥပ္ပါဟုတ်လားဒါကြောင့်ဘာဝနာအထိများရောက်အောင်သွားလိုက်ပြီဆိုတော့ဘာဝနာကောင်းမှုတွေပြုသွားတဲ့အခါဒုပရိသတ်တချို့ကပြောတယ်မလိုပါဘူးကွာစိတ်လေးကြည်နေအောင်ထားဒေါမဒေါသမောဟမဖြစ်အောင်တတိလေးနဲ့နေလို့ရှိရင်ဒါတရားအထုတာပြည့်စုံပါပြီလို့ပြောတာကြားဘူးပါလေဟုတ်လားသိတဲ့စဉ်းစားဝိပဿနာရဲ့ဆွမ်းအားကိုအတ္တလောက်လွယ်လွယ်လေးနဲ့ပြည့်စုံပြီလို့ပြောရင်ဘုရားရှင်တော်မြတ်ဟောတဲ့နိဗ္ဗာန်ကိုဘာနဲ့ပြောကြမလဲဟောပြန်လားပြောက်မသွားဘူးလားအဲကြောင့်ပြောလို့လားဦးစိတ်တို့ကဘာဝနာကြည့်သွားဆိုတာဘာဝနာတရားရဲ့ဆွမ်းအားကိုသိတဲ့နိဗ္ဗာန်တစ်ခုလေးကိုအာယုပြုဖို့ပြောတာမဟုတ်ဘူးဟုတ်လားအကံသာအကျမ်းသာဖြစ်တဲ့အန္တဘာလာပုထုဇဉ်ဘဝကနေကလျာဏပုထုဇဉ်အစဉ်လေးကိုတဆင်ပြည့်သွားရင်ဘာဝနာရဲ့စွမ်းအားကစတင်လို့သိနိုင်ပါပြီဟုတ်လားဒါကြောင့်ဝိပဿနာတရားအလုံးအားထုတ်ခဲ့ပါလျင်နာနှင့်ယုတ်ကိုမြင်အမှားဒိဋ္ဌိစဉ်ကလျာဏပုထုဇဉ်အပေဝင်မရောက်ဝေနိဗ္ဗာန်လမ်းသာပြီဟောဝိပဿနာရဲ့စွမ်းအားဟာပြိဿနိဗ္ဗာန်မရောက်သေးလို့နိဗ္ဗာန်မရောက်နိုင်လို့အာမထုတ်တော့ဘူးလို့လက်လျှော့ပြန်ပြောတာဦးဇင်းတို့ပုထုဇဉ်တွေမှာပြိဿမိုက်ကန်းကန်အန္တဘာလဘာမှမသိတဲ့ပုထုဇဉ်တွေအများကြီးမရှိဘူးလားအခုတရားဝဲတွေကျင်းပတာပြိဿဘလုံးဝမ်းမြောက်ဖို့ကောင်းတယ်လူတော်တော်များများရဲ့အသိဉာဏ်ထဲမှာတရားရဲ့အရာသာလေးကိုခိုးမလာဘူးခိုးလာတယ်ပြိဿအဲ့ဒီတရားရဲ့အရာသာခိုးလာပြီဆိုတဲ့လူတော်တော်များများအန္တဘာလပုထုဇဉ်ဆိုတဲ့အန္တဆိုတာကအကံဘာလဆိုတာကအမိုက်လူမိုက်ကံကံပုထုဇဉ်ဘဝကတော့လွတ်မသွားဘူးလွတ်သွားတယ်အဲ့ဒါတရားရဲ့ဂုဏ်ကြီးစုပဲဟုတ်လားနာကြတဲ့တရားကိုရှုပွားတဲ့အစဉ်ကိုများရအောင်သွားနိုင်ကြပါဆိုရင်ဝိပဿနာတရားအလုံးအားထုတ်ခဲ့ပါရင်နာနှင့်ယုတ်ကိုမြင်သိတဲ့ဘာနဲ့ဘာကိုမြင်နာနှင့်ယုတ်ကိုမြင်သွားပြီဟာဒါကယုတ်ပဲဒါကလည်းအမလီတကယ်တော့ငါတို့ကငါတွေသူတွေယောက်ျားတွေမိန်းမတွေခြေတွေလက်တွေခေါင်းတွေနဲ့ရှောက်ပြောနေတာတကယ်ရှိတာကယုတ်နဲ့နာပါလားလို့သိလိုက်တော့ကိုယ့်တော့ရည်စရာကြီးဖြစ်မသွားဘူးဟောနာနဲ့ယုတ်ပဲလို့မြင်သွားတဲ့အခါကျတော့ဒီယုတ်တရားနာတရားပေါ်မှာငါမရှိတာငါလုပ်နေတယ်ငါသူယောက်ျားမိန်းမဆိုတဲ့အစွဲတွေကွာမလားရှိမလားကွာသွားတာပေါ့ဟုတ်လားဒါကြောင့်အမှားဒိဋ္ဌိစင်ဆိုတာအဲ့ဒီဒိဋ္ဌိစင်သွားရင်ဘာအဖြစ်ရောက်သွားလဲကလျာဏပုထုဇဉ်ဟုတ်လားကလျာဏပုထုဇဉ်အဖြစ်လေးရောက်သွားပြီဆိုရင်ကဲဥစဉ်တို့လူဖြစ်ရတာတန်ဖိုးကစတင်တော့အကျိုးမရှိဘူးလားအန္တဘာလပုထုဇဉ်ဗိုက်ကန်းကန်းဘဝကြီးနဲ့တရားမယ်ဆိုရင်ကဲပြိဿလူဖြစ်ရတာနိဗ္ဗာန်မပြောနဲ့အပယ်လေးပါးဓာတ်ပေါက်သွားဖို့ရအတွက်ရိခန္ဓာစုတာနဲ့တော့မတူဘူးလားဒီဒါကြောင့်ပြိဿရဲ့အမြတ်ဆုံးမြတ်တဲ့ဘဝနာတရားပါနေတူတယ်လေနှပြသောတန်လျက်လက်မဆွဲကင်ပြီးတော့ဟောဒီလောဘဒေါသမောဟမာနကိလေသာယံတို့တွေကိုတစ်ချက်ချင်းနဲ့ပြအောင်ခုတ်ထွင်ရှင်းလင်းလိုက်ရင်ရှင်းသွားတဲ့လင်းသွားတဲ့ဟောဒီစိတ်အစဉ်မှာပြိဿရေခိုးအောင်လာတာကနိဗ္ဗာန်ချမ်းသာနိဗ္ဗာန်ပြီဟုတ်လားသောသောကဥပမာလိုပဲရှင်တကုံဘုရားကမောတော်ကားကောင်းကောင်းစီးတဲ့ဝကောင်းဇာလံကိုတင်လမ်းကြီးမှာတွေ့ကြုံလာတဲ့ယံသူတွေကိုအနိုင်တိုက်ခိုက်နိုင်ဖို့ရန်အတွက်ကာယအားလည်းပြည့်စုံတဲ့ဉာဏ်စွမ်းအားလည်းပဲရှောင်နိုင်တယ်ဆိုရင်ပြိတ္တိုင်ရှိစက်ပေါင်းလိုက်တော့ဒီကိုရောက်မလဲရွှေတကုံပေါင်းတာလေဒီမှာမသွားနဲ့အောင်ပါရွှေတကုံဘုရားရောက်ပြီဆိုတော့ပြိတ္တရွှေတကုံကိုရောက်သွားကြတဲ့ကအေးချမ်းတဲ့နေရာလားတူလောင်တဲ့နေရာအေးချမ်းတဲ့နေရာဒီတိုင်းပဲပေါ့ဟုတ်လားဒါသာကောင်းမှုလည်းပြည့်ပြည့်စုံစုံသီလကောင်းမှုတွေကလည်းပီတိဖြစ်လို့မဆုံးမိမိရှုမှတ်တဲ့ယုတ်တရားတရားပေါ်မှာမှတ်လိုက်တဲ့ဘာဝနာကောင်းမှုတွေကလည်း
ပြည့်စုံနေဆိုရင်လောဘဒေါသမောဟမာနကိလေသာရန်သူတွေတစ်ပြည့်တစ်ပြည့်နဲ့ကိုလျောသွားတဲ့အခါပရိသေပေါ်လာတာကနိဗ္ဗာန်ချမ်းသာတဲ့နိဗ္ဗာန်ချမ်းသာမရသေးရင်တော့မှဟောဒီဘဝကထွက်သွားရင်ပရိသေအပေဒုက္ခတိဘဝမရောက်ရဘူးဆိုရင်တဲ့အဲ့ဒီသူတော်ကောင်းမှမြောက်ရတာတန်ဖို့မမြင်ဘူးလားဒါကြောင့်တကယ်ဝမ်းမြောက်နိုင်တဲ့အဆင်းဆိုတာပရိသေတင်ရောက်မှရမှာဘာဝနာရောက်မှရမှာဟုတ်လားဒါသာလေးနဲ့ရက်ထားလို့ရပါဘူးဒါကြောင့်အာတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုံမေစဉ်သူတော်ကောင်းအပေါင်းတို့သည်ဒါနယာနံနေမြတ်မဟုပြီးလို့သွန်ချမြတ်ဒါနပြုသောဘောတော်ရင်ကိုအဘိဓုရှာယညာဖိစီတခါသိ၍သီလမန္တငါးပါးပြည့်စုံသည့်အထင်ကြီးနှင့်ရွှေကြီးမကွာသီလတိဟူသောမြတ်တရားကိုဝိဘုတိယကျုံးပေါကင်းစင်ဝခါစင်လျက်ဘာဝနာခန္ဓာကံတော်သမထဘာဝနာဝိပဿနာဘာဝနာတို့ခေါ်တဲ့တရားသောသလည်းလက်မှာဆွဲကိုင်းကြကုန်လျက်ဒီဝမိဘသတ္တပြညီရအမှန်မျက်နှိမှန်သို့ဒုံဝိသေသူတော်ကောင်းအပေါင်းတို့သည်ကိသံတုပဋ္ဌနာစုလိုရာပြု၍ကောင်းစွာမသွေသွားရောက်နိုင်ပါပြီလို့တည်းကဲပရိသတ်တကယ်ဝမ်းမြောက်နိုင်မှုအဖြစ်ဆိုတာဒီလောက်လေးနဲ့ရှင်းနေလို့ရပါမလားငါတို့ဒီဒါနကောင်းဝရမှာသွမ်းသင်္ကန်းကြောင့်ဖြစ်ပစ္စည်းလေးပါးလေးနဲ့လူခဲ့ပြီးပါပြီဟောဒီမှာမြတ်စွာဘုရားရှင်တော်မြတ်ဟောကြားခဲ့တဲ့တရားဓမ္မတွေကိုလည်းပဲလောကလူသားတွေရဲ့နှလုံးသားမှာအေးချမ်းမှုရအောင်ငါတို့လူတန်းခဲ့ပြီးပါပြီငါတို့ရလိုက်တဲ့ဝိဒါနကောင်းမှုလေးကတကယ်ဝမ်းမြောက်ရပြီမဲ့တကယ်ဝမ်းမြောက်တဲ့အဆင့်မရောက်သေးပါလားသီလကောင်းမှုငါတို့ဖြည့်ကျင်ရအောင်ပါလို့ချက်ချင်းသတိပေးသွားပါဟုတ်လားသီလကောင်းမှုပြည့်စုံတဲ့ငါတို့ရဲ့နောင်နာလေးမှာပါပါရအောင်မလဲဟောဒီယုတ်တရားနန္တရားပေါ်မှာငါမဟုတ်သူမဟုတ်တာကိုငါလုံးသူလုံးနေတဲ့အစွဲကြီးတွေခွာဖို့အဲ့ဒီအစွဲခွာပြီးတဲ့တခြင်းအငြိမ့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့ရန်ယုတ်တရားနန္တရားရဲ့အပေါ်မှာစွန့်နိုင်တဲ့ဝိပဿနာနည်းလမ်းတွေနဲ့ရှုမှတ်ပွားများအားထုတ်ဖို့လိုပါသေးတယ်ဒီဘာဝနာတရားရဲ့ချမ်းသာတွေတကယ်ခံစားခွင့်ရတော့မယ်ဆိုရင်တော့ငါတို့ဒီလူဘဝတွေကထွက်ခွာသွားတဲ့အချိန်နိဗ္ဗာန်မရောက်သေးရင်တော့မှအပင်လေးပါးတော့ဝေသွားပြီရဲ့လို့မိမိရနိုင်တဲ့အခွင့်အရေးကောင်းသည့်အတွက်ရအောင်ယူလို့တကယ်ဝမ်းမြောက်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုပါတယ်ဟုတ်လားရပါဘုရားကဝမ်းမြောက်ခြင်းဆိုတဲ့အရာကိုပြိဿဒီအထိသွားဖို့မိန့်လိုက်တယ်ဘာဝနာအားထုတ်တဲ့အထိသွားပါဟုတ်လားဣဒံမောဒတိပိစ္ဆမောဒတိကတပုံညောဥပယထာမောဒတိသောမောဒတိသောဗမောဒတိဒိဋ္ဌဝကမ္မဝိသုဒ္ဓိမတ္တနောဒေကဝေပရိသတ်လေးပါးစေတစေတမိတို့ကတပုံညောဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုလို့ခေါ်တဲ့ကောင်းမှုသုံးပြားကိုညီညွတ်စွာပြုပြီးသွားတဲ့သူတော်ကောင်းသည်ပြိဿဒါနာကောင်းမှုလေးတစ်ခုလေးဟောရလားဤရာပြစ္ဆုတ်ပံလောကဤလူဘဝမှာလည်းပဲမောဒတိငါလူဖြစ်ရတာဖြင့်တန်ဖိုးရှိလိုက်တာလူဘဝကြီးမှာရအောင်ယုံနိုင်တဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေငါရသွားပြီလို့ဟောဒီဘဝမှာနေရခြင်းမှလည်းဝမ်းမြောက်ဝမ်းသာတွေးရင်ဖြစ်နေရပါလေဟုတ်လားဘာနဲ့ဥပမာပေးလိုက်လေဆိုတော့ပန်းမျိုးစုံပွင့်နေတဲ့ပန်းကြီးကြီးရဲ့အလယ်မှာရက်နေတဲ့ဥယျာဉ်ပူကြီးပြိဿရဲ့ဒီပန်းတွေဟာဒီကနေ့ကျမှမိုးပေါ်ကကျပွင့်လာတာလားစိုက်ခဲ့ရတာစိုက်ခဲ့ရတာပန်းကြီးကြီးရဲ့အလယ်မှာမျိုးစိတ်လေးချပြီးပြီးတဲ့အချိန်ကလေးကရေနောင်ရတဲ့ပေါင်းရှင်ရတဲ့ဓမြေဩဇာမြောင်များစွာကျွေးကြရတယ်တချိန်တည်းတည်းနဲ့မှပန်းလေးပွင့်လာပြီဆိုတဲ့အခါမှာပန်းကြီးကြီးရဲ့အလယ်ကိုရက်နေတဲ့ဥယျာဉ်ပူကြီးရဲ့အပြုံတွေရက်တွေရှိလိုက်တာ
မိမိရဲ့ခြေအစုံသားကြည့်လိုက်ပြန်တော့လေကြက်တွေရှိလာတဲ့တောင်းဝဲလှလှတွေမြင်နေရတယ်မိမိရဲ့အဝေးကိုမျောကြည့်လိုက်ပြန်တော့လည်းပဲရှုမဆုံးတဲ့ပန်းကင်းကြီးကိုမြင်တွေ့နေရပါတယ်ကိုယ့်ရဲ့သွားအားတွေအတွက်အဲ့ဒီပန်းဥယျာဉ်မူကြီးပြိဿဝမ်းမြောက်လို့လားဝမ်းနေလားဒီတိုင်းပဲဟုတ်လားဟောရင်လောကကြီးထဲမှာလူပြည့်ရတဲ့အချိန်လေးမှာဘုရားရှင်ကိုယ်တော်များဟောကြားလိုက်တဲ့ဒီတရားလေးအတိုင်းပါပဲအာလသောဒုရယမဘောဓနာကောင်းနေဒါနကုသိုလ်လည်းရအောင်ပြုလို့သီလကုသိုလ်လည်းရအောင်ကျင့်သုံးဘာဝနာတရားလည်းရအောင်ပွားများလို့နိုင်ခဲ့ပြီဆိုရင်ဒီဥယျာဉ်ကြီးလည်းမရနေတဲ့ဥယျာဉ်မူကြီးတရားလိုပါပဲကောင်းမှုမျိုးတွေကိုစိုက်ပျိုးကျေချခဲ့တဲ့အတွက်ကြောင့်ဒါနသီလဘာဝနာပန်းကောင်းဆုံးဝေဝိသသာပွင့်နေတဲ့အဲ့ဒီကောင်းမှုခြင်းဖြစ်တဲ့သူတော်ကောင်းကြီးဒီလေအနည်းဆုံးပန်းတဲ့တို့တဲ့ဒီဘဝအတွက်တွေးလိုက်ရင်ရောပြိတ္တရေဝမ်းမမြောက်ဘူးလားဘုံမမြင်ရတဲ့အနာဂတ်ဘဝအဝေးကပန်းဒီကိုမြင်ရတော့ကြက်စီရှိရသလိုကြည်နူးရသလိုပါပဲမယုံသေးတဲ့အနာဂတ်ဘဝကိုကြိုတင်မှတ်သားလို့တွေးလိုက်တော့ရောအဲ့ဒီကောင်းမှုရှိအတွက်ဝမ်းမြောက်မလားဝမ်းနေမလားအေးဒါကြောင့်ဝမ်းမြောက်နိုင်ဖို့ရအတွက်ဥယျာဉ်မူကောင်းနဲ့တူတဲ့ကောင်းမှုရှင်တို့တရားဓမ္မတွေဌာနမျိုးစေ့တွေတစ်ခုတည်းစိုက်ရမှာဟောရလားဌာနမျိုးစေ့နဲ့စိုက်ပါသီလကောင်းမှုကုသိုလ်မျိုးစေ့တွေနဲ့စိုက်ပါဘာဝနာကောင်းမှုကုသိုလ်မျိုးစေ့တွေနဲ့ဘုန်းကြီးယုတ်တရားနာတရားမှာရှုပွားလို့ပြပါတဲ့အဲ့ဒါဆိုရင်တော့ပြိတ္တရေဣဒာပြစ္ဆုတ်ပံလောကဤလူဘဝမှာလည်းမောတတိဝံမြောင်ဝမ်းသာဖြစ်ရပါ၏ပိဿာဓမ္မလောကနောက်ဘဝမှာလည်းပဲမောတတိဝံမြောင်ဝမ်းသာဖြစ်ရပါ၏သောဘဝတို့ဒီဘဝနဲ့နောက်ဘဝနှမျိုးလုံးဝမြောင်ဝမ်းသာဖြစ်ရတဲ့သူတော်ကောင်းသည်အတ္တတော်မိမိဝိသုဒ္ဓတန်ရှင်းစင်ကြယ်၍နေသောကာမပြုပြီးသွားတဲ့အဲ့ဒီဒါနသီလဘာဝနာဆိုတဲ့ကောင်းမှုကုသိုလ်ကံတွေကိုဒိဋ္ဌဝါတွေးလိုက်တဲ့သာမြင်အောင်လာလို့တွေးတိုင်းမောတတိဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ပမောတတိအထုတော်ပြရာတကယ်ဝမ်းမြောက်၍တကယ်ပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ဤဒီသို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝါစာကရုဏာရှိသောမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါ၏သတည်းဣဒံမောဒတိနိမဓမ္မဒေသနာသတ္တစိတဝေနိဝိဟာရတောမဟာဓမ္မိကဥပါဒကံအာရမဂတိတိဣဒံမောဒတိနိဣမဓမ္မဒေသနာဣဒံမောဒတိဤသောအစရှိသောကာလတော်မြတ်ဖြင့်တန်သာဆင်သောဤတရားဒေသနာတော်မြတ်ကိုသတ္တလူနာတို့၏ဆရာဖြစ်တော်မူသောသဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သာဝတိယသာဝတိပြည်၌အနာတပိဋိကသနာတပိဋတိဤအာရမေယဖြစ်သောဝနှလုံးမွေလျော်ပြောင်းမွေဝင်အားဖြစ်သောဇေတဝနိဇေတောရောင်မောသတိကြောင့်၌ဝိဟာရံတော်တရင်သုံးသံပြောတော်မူစဉ်မဟာဓမ္မိကဥပါဒကမဟာဓမ္မိကအမည်ရပါတဲ့ဥပါဒကကြီးကိုအာရမအကြောင်းပြု၍တထေတိကရုဏာရှိသောမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါ၏တည်းသာနာသီလဘာဝနာကောင်းမှုသုံးများသုံးညီမှသာလည်းတကယ်ဝမ်းမြောက်နိုင်တဲ့သူတော်စင်ဘဝကိုရောက်ပါတယ်ဆိုတဲ့ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူလိုက်တဲ့ဣတရားဒေသနာတော်မြတ်ကိုသောလကဒုနသဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးသတ္တောသင်္ရှားရှိတဲ့ကာလတုန်းကသိတဲ့ဒီတရားဘယ်တော့မှဟောခဲ့တာပါလေရှင်တော်မြတ်ဘုရားသတ္တောသင်္ရှားရှိတဲ့ကာလတုန်းကအနာတဝိတ္တိသောလိုလိုတဲ့ဒီတော်ရှိကြောင်းတော်ကြီးရဲ့အပေါ်မှာချမ်းသာသာနဲ့တည်င်းဆုံးလို့သံတော်မူတဲ့အချိန်နဲ့ဧသာဝတိမြို့ကမဟာဓမ္မိကအမည်ရတဲ့ဥပါဒကကြီးကိုအကြောင်းပြုလို့ခေါ်ကြားတော်မူခဲ့တဲ့တရားတော်ပါ
ဒီဒီမှာဘုန်းကြီးဆရာတော်ရဲ့ဥပိုင်တရားဟောရတာဘသူရဲ့ဥပိုင်လဲဘုရားရဲ့ဥပိုင်မှာဟုတ်လားရှင်တော်မြတ်ဘုရားမဟာဓမ္မိကဥပဒကကြီးကိုအကြောင်းပြုလို့ဟောဒီတရားကိုဟောကြားတော်မူခဲ့ပါလေတဲ့မဟာဓမ္မိကဆိုတဲ့ကပြိဿရဲ့အကြီးကြီးပဲခေါ်ဘူးလားအေးဘာကြောင့်အကြီးကြီးဖြစ်သွားရတာလဲဆိုရင်အဲ့ဒီခေတ်တုန်းကသာဝတိမြို့မှာဓမ္မိကဥပဒကပေါင်း900လောက်ရှိဘယ်လောက်ရှိလဲ900ဓမ္မိကဥပဒက900ခေါင်းဆောင်ရဲ့နောက်မှာလဲတပည့်က900ရှိတော့ဓမ္မိက900ပေါင်းအများကြီးဖြစ်သွားသို့တော်ပြိဿရဲ့အဲ့ဒီဓမ္မိကဥပဒက900ပဲမှာတော့အခုပြောတဲ့မဟာဓမ္မိကဥပဒကကြီးဒီအကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်ရှိကဝိသေသတစ်ခုပါလာတဲ့မဟာဓမ္မိကဥပဒကဟုတ်လားမဟာဓမ္မိကဥပဒကရဲ့ဥပဒကရဲ့ခွန်ရည်နဲ့ညီညွတ်စွာနေထိုင်ပြောဆိုလို့လာလိုက်တာရှင်တော်မြတ်ဘုရားရဲ့ကြောင်းတော်လာမှာဘုရားရဲ့တရားရဲ့သံဃာအရေးကိုမိခိုရင်းနေတဲ့ငြိမ်းချမ်းတဲ့မိသားစုဘဝကိုတည်ဆောက်လို့လာလိုက်တာသာသမီကလည်းဘယ်လောက်ရှိတယ်ဆိုသိတဲ့သား9ယောက်သမီး9ယောက်ဘယ်နှယောက်လဲ9ယောက်အရေးအတွက်ပေါင်းလိုက်တော့မများဘူးလားဒီကတည်းကအဲ့လောက်သာသမီ9ယောက်မွေးတယ်တကူကြပိုးလေးတွေဘယ်နှယောက်လောက်ပါမပါနိုင်ဘူးလားဒီပြိဿဒီခေတ်ထဲမှာပါတော့ဗျအဲ့ဒီဓမ္မိကဥပဒကကြီးလို့ခေတ်တာမရှိဘူးဟုတ်လားအားကြောင့်မရှိတာလည်းသိတယ်မေးရမယ်ဟုတ်လားအရှင်မယားဟောတာကိုတပည့်တော်တို့မှာဒူးလေးတုံပြီးတော့နာနေရတာညောင်းရတဲ့အတေအရှင်မယားကပြန်ပြန်ပြီးတော့မမေးပါနဲ့ဗျာအချင်းချင်းတွေမလုပ်ပါနဲ့ဟုတ်လားဆိုတော့မပြောတော့ဒုပ္ပလိတော့ပြုံးတော့ပြုံးပြန်တယ်မဲခက်တီပြီးပေါ့လေဘုလိုလူကြားတဲ့ဘုလိုပါကိုဖြည့်ခြင်းပါတိပိသားပါဟုတ်လားအရှင်တော့အပြည့်ပဲမာတော့သိကုန်မနေဘူးဟုတ်လားဟမ်မဟာဓမ္မိကဥပဒကကြီးမှာသာသမီဘယ်နှယောက်ရှိ14ယောက်ပါ14ယောက်14ယောက်ရှိရင်ဟောဒီမဟာဓမ္မိကဥပဒကကြီးရဲ့သာသမီတွေ14ယောက်ပြိဿရဲ့တယောက်မှလူစိုးမပါကြပါဘူးတဲ့ဘာကြောင့်မပါတာလဲဆိုရင်အဖေဖြစ်တဲ့ဓမ္မိကဥပဒကရဲ့လမ်းစဉ်ကိုလိုက်လို့ပါဘယ်သူလမ်းစဉ်လိုက်လဲအဖေကပြိဿရဲ့ဥပဒက900ထဲမှာတော့အကြီးအမှုဖြစ်တဲ့ဥပဒကကြီးဆိုတော့သူ့ရဲ့ကိုယ်ကျင်တရားဟာပြိဿစဉ်းစားကြရလို့သလားသူ့လက်ချမ်းမှာပြီးနေတဲ့ဒါနကုသိုလ်တွေဟာစဉ်းစားကြရလို့သလားသူ့ယုတ်တရားနန္တရားကိုရှုပွားနေတဲ့ဘာဝနာကုသိုလ်ဟာစဉ်းစားကြရလို့သလားမလို့ဘူးရှင်တော်မြတ်ဘုရားရဲ့အရေးအောင်မှာကိုပြီးတော့တရားဓမ္မတွေနာကြားရှင်တော်မြတ်ဘုရားနဲ့တကွာသံဃာတော်အရှင်မြတ်တွေကိုနေ့စဉ်ပစ္စည်းလေးပါးနဲ့ထောက်ပံ့လူရန်ရဲ့ဝေယဝိဇ္ဇာကောင်းမှုတွေနဲ့ပြုပြန်တဲ့သီလကောင်းမှုတွေနဲ့ကျင့်သုံးပြန်တဲ့ယုတ်တရားနဲ့တရားကိုလည်းဝိပဿနာတရားတွေနဲ့ရှုခံပွားများလို့နေလိုက်တာအဖေဖြစ်တယ်မှာဓမ္မိကဥပါဒကကြီးကလည်းဥပါဒကကိုကြီးနဲ့ပြည့်စုံတယ်လို့ဝိကာရသသမီ14ယောက်ကိုလည်းပဲဒီအတိုင်းနဲ့ပြည့်ကြံဖို့ဆုံးမလို့ပေးထားလိုက်တာသာသမီ14ယောက်ကလည်းသိလိုက်အဖေလမ်းစဉ်အတိုင်းသသွေမတိလိုက်တာကျင့်သုံးကြတာဝမ်းမြောက်စရာမကောင်းဘူးဒီပြိဿကျွတ်ဗုဒ္ဓဘာသာတွေမှာပြင်စရာတစ်ခုကအဲ့ဒါဟုတ်လားအဲ့ဒါကဗုဒ္ဓဘာသာတွေအာနေချက်တစ်ခုအဲ့ဒါသင်္ကြန်ရှားရှားတွေ့ရတယ်ဒါလည်းဆိုရင်ကိုကတော့ပြုကြတဲ့ဒကာကြီးတွေဒကာမကြီးတွေများပါတယ်ဟုတ်လားမိမိကတော့ဒါနသီလဘာဝနာကောင်းမှုပြုကြပါလေသာသမီတွေကိုဆွေးမခွန်နိုင်လို့သိရတဲ့အကြောင်းကြီးကြားရတာလည်းများလာပါပြီတချို့ကြတော့မိဘကလည်းပြိဿရဲ့သာသမီမြောင်များစွာတာမွေးထားတာအဖေအမေကလည်းတနေ့တနေ့ခုနကပြောလို့အဖေကလည်းအချိန်နဲ့တပိတ်တိုင်းတော့ဘောလုံးပွဲစောင့်တပိတ်တစ်ခါကိုဟိုဘက်ကရက်ဒီဘက်ကရက်နဲ့အချိန်ကုန်နေတဲ့အဖေမျိုးရောမရှိဘူးလားအမေကလည်းပြိဿဘုံမလေးလေးကိုထမင်းအတက်မွေးကိုထမင်းတစ်စောင်းနဲ့နံပါတ်ပတ်ရှာဘာအလုပ်မှမလုပ်တစ်ချိန်လုံးဒီနှလုံးသုံးလုံးနဲ့ပဲအချိန်ကုန်နေတော့အနီးမှာအတူခိုးစရာအဖေနဲ့အမေကအကောင်းနေရှိတာအဆိုးနေရှိတယ်တော့မွေးလာတဲ့သားသမီးကဘယ်ထဲပါ
သမီးလေးတွေကအဖေချီယာလိုက်မယ်သားလေးတွေကအဖေချီယာလိုက်မယ်သမီးလေးတွေကနှလုံးသုံးလုံးကိုအဝေဇက်ခံမယ်သားလေးတွေကသလုံးကိုအဝေဇက်ခံတဲ့အခါအကုန်လုံးလုံးသွားလိုက်တာပြားဖို့ပဲကြံပါတော့တယ်ဟုတ်တယ်မလားသိတဲ့စဉ်းစားတော့အဖေအမေရဲ့လမ်းကြောင်းချမှုကရေးမကြည့်ဘူးလားဟောဒီမှာမဟာသမိကဥပဒနာကြီးသာသမီ14ယောက်ဝေထားပြီနဲ့မိမိရဲ့ကျင့်စဉ်လုပ်ငန်းတွေကဘုရားတရားသံဃာရဲ့အရေးအောင်မှာဌာနနဲ့ပြောသီလနဲ့ပြောဘာဝနာတရားနဲ့ပြောတဲ့အခါကျတော့သာသမီလေးတွေကလည်းပဲအဖိနတ်စရာတိုင်းဌာနနဲ့ပြောတဲ့သီလနဲ့ပြောတဲ့ဘာဝနာတရားနဲ့ပြောတယ်ပြီးတော့ဘာသာတရားရဲ့အရေးအောက်မှာရှိလာတဲ့သာသမီရဲ့ခံစား권သိတဲ့ဒီမိဘပဲအရင်ဆုံးသိချမ်းသာရတာမဟုတ်ဘူးလားအဲ့တော့သာသမီလေးတွေထိုးလာပြီးလာတဲ့အခါကျမှဗျာဘယ်တော့မှမမွေးလာတဲ့ဘုန်းကြီးဘုံဘုံရဲ့ဘုံဘုံသားကိုခေါ်ဆုံးပါပါဘုံဘုံသမီးကိုခေါ်ဆုံးပါပါဟုတ်လားလူမျိုးကြီးတင်တဲ့ကလည်းဝယ်ထားတဲ့သာသမီလည်းမနေတော့ဟုတ်လားဒီလိုဟုတ်လားအဲ့လိုပဲငါပေးလို့သားတော်သမီးတို့ရတယ်လည်းမနေတော့အဲ့တော့ပြောတယ်မဟုတ်ဘူးလေကိုမွေးထားတာပဲအကျိုးတဲ့အကြောင်းနဲ့ပြောဆုံးမပေါ့အမလေးဘုံဘုံတို့စကားမှနားထောင်တယ်တပည့်တော်လည်းဖုတ်ပြီးတဲ့ငပိရှိတဲ့တော့မထင်ဘူးဆိုတာဒီပေါ်ရှိတဲ့တင်မလားအဲ့ငပိရလည်းအငင်းနဲ့ကြောင်နဲ့ရောက်နေတာဟုတ်ဟုတ်လားအဲ့တော့ပြိဿရဲ့မိဘတွေကလည်းပြင်မှာသာသမီလေးတွေကလည်းမိဘရဲ့လမ်းကြောင်းပေါ်မှာလိုက်ဖို့မလိုအပ်ဘူးလားလိုအပ်ပါပဲဟုတ်လားဒါကတော့ဦးဇင်းတို့တရားကသိပြီးတော့ပွေသွားမှာဆိုလို့ဟုတ်လားဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုရမှလည်းမိဘကခိုက်ချကောင်းမှုလိုအပ်တယ်လို့ပါပဲလူမှုရေးလောကနဲ့လူမျိုးပေါ်မှာဘာသာပေါ်မှာတန်ဖိုးထားတဲ့အခြေအနေကြတော့ရောမိဘမှာတန်ဖိုးမရှိဘူးလားရှိတယ်အမျိုးကုန်းဘာသာကုန်းသာသနာကုန်းစောင့်ရှောက်ထိမ့်သိမ့်တတ်ဖို့ရအတွက်လည်းပဲမိဘနှစ်ပါးကရှေ့ကနေလုပ်ပြမှာသာသမီကနားထောင်မှာပေါ့ဟုတ်လားအဲ့တော့ပြိဿတွေအခုဥပဒေမှာရောက်သွားတဲ့ကလေးတွေတချို့လည်းပဲနိုင်ငံခြားသိပေါက်သွားပြီအမေရိကမှာရောက်နေတဲ့တချို့ကလေးတွေဟာဟိုကသိပေါက်သွားတဲ့အခါကျတော့ပြိဿတွေစကားရရင်ပြောရတယ်သူတို့နိုင်ငံမှာကအသက်ပြည့်သွားလို့ရည်စားထားရင်မိဘကလည်းကန့်သတ်ခွင့်မရှိဘူးကဲဒီမှာကိုသမီးရည်စားနဲ့တွေ့လာခင်ဗျားတို့အဖေတွေဘယ်လိုနေမလဲဆွဲထုတ်မှာပေါ့ဟုတ်တယ်မလားကိုယ်နိုင်ငံမှာဆွဲထုတ်ကြည့်မှလားပြိဿချက်ချင်းဥပဒေကလာပြီးရေးရပါမှာသူအသက်20ပြည့်နေပြီနေမမပြောပြလို့ရှိသူ့ဟာပြုတ်ခွင့်ရှိတယ်ဆိုတော့ကဲပြိဿအဲ့ဒီကသူ့နိုင်ငံနဲ့သူတော့ဟုတ်တာပေါ့ဘုရားဘာသာမိဘနှစ်ပါးနဲ့မွေးဖွားသွားတဲ့သာသမီဆိုမိဘတွေရင်ထဲမှာခံစားနိုင်ပါမှာမခံစားနဲ့အဲ့လိုပေါ့ပြောင်းလဲလာနေတဲ့စိတ်တက်တွေကသာမိဘနှစ်ပါးကကြိုတင်ပြီးတော့ပြင်ဆင်ပေးဖို့မလိုအပ်ဘူးလားလိုအပ်တယ်အမေရပြရလည်းပြီးတော့ပါခင်ဒီသိသားကြဖို့လိုပါပြီသာသမီတွေကလည်းသားကောင်းယရဏသမီးလိမ္မာလေးတွေဖြစ်ဖို့လိုပါပြီဟုတ်လားဒီတော့အမေကြီးပဲလည်းအပြစ်မပြောနဲ့သာသမီကြီးပဲလည်းအပြစ်မပြောနဲ့ဒီနှစ်ခုကြားမှာဟမကောင်းအမြဲတမ်းအကောင်းလေးတွေနဲ့စိတ်ထိုင်မကောင်းဘူးလားပြိဿကွဲနေတဲ့အရာလေးတွေကိုမြန်မြန်ကတ်အောင်ဆင်ကော်လေးနဲ့ကတ်တော့ဆွဲမသွားဘူးဒီတဲ့ကောင်းတာရှိနေဒီတဲ့ကောင်းတာဆံရမှာပေါ့ဟုတ်လားဒီတော့မိဘနဲ့သာသမီကြားမှာဟာနေတာလေးတွေပြင်လိုက်ရင်အဖြစ်ပြေမသွားဘူးလားပြင်သွားတယ်ဒါကဦးဇင်းတို့စကားဆိုတော့အဲ့ဒါကြောင့်ဘုရားရှိတယ်ပြောတာတော်ပါပြီဟုတ်လားဒီတော့မဟာသမီးကဥပဒကရဲ့သာသမီ14ယောက်ပြီးလူလိမ္မာလူရင်ကြီးလေးတွေဖြစ်နေတယ်လားလူပိုက်လေးတွေဖြစ်နေအဘိရဲ့လမ်းကြောင်းအတိုင်းတွေမတိတ်လိုက်တာခြင်းသုံးလို့သွားလိုက်တာဘုရားအစွာမတရားအစွာမသံဃာဆုံးမအောင်မှရှိကြတယ်ဟောဒီသာသမီတွေလည်းလိမ္မာလိုက်တာတဲ့လိမ္မာတဲ့ဟောဒီပြောရွှင်စရာကောင်းတဲ့မိသားစုရဲ့ဘဝမှာသင်္ခါရသဘောတရားအတိုင်းအနိစ္စသဘောတရားအတိုင်းပါပဲဒီနေ့ကျတော့မဟာသမီးကဥပဒကကြီးအိပ်ရတယ်လဲပြီးတဲ့ယောဂတစ်ခုနဲ့အိပ်ရတယ်ဘုံဘုံလေးသွားတဲ့အခါမှာမဟာသမီးကဥပဒကတရားတရားအားကတော့မကြဘူးရုပ်တရားကအားကြမသွားဘူးတရားတရားကြီးထပ်ထပ်ပဲထပ်ထပ်ကြတော့လည်းပဲရုပ်တရားကစိတ်သွားတဲ့ကိုမပါတဲ့အခါကျတော့မိမိအိမ်ရှိကလမ်းပေါ်မှာတရားဝင်ကျင့်ပနေတာတောင်ကပရိသတ်အနေမှာထိုင်ပြီးတော့နာနိုင်စွာမရှိတဲ့ပုဂ္ဂိုလ်တွေတရားထဲမှာမရှိနိုင်ဘူးလားဒီတော့တရားတော့မရှိဘူးလားအဲ့ဒီတရားပရိသတ်ခန္ဓာမလိုက်နိုင်အကောင်းဆုံးခေါ်လို့ရပါဘူးဒီတိုင်းပဲမာနမိကဥပဒကကြီးဘုရားတရားသံဃာရဲ့အရေးအောင်မှာမိမိရဲ့ယုံကြည်မှုတရားကတော့အကောင်းပါရဲ့
ရှင်တော်မြတ်ဗျာရဲ့ကြောင်းတော်သားကိုသွားပြီးတော့တရားနဲ့မနာနိုင်တော့ပါဘူးဝေယဝေသာကောင်းမှုလည်းမပြုနိုင်တော့ပါဘူးသွမ်းသင်္ကန်းကြောင့်စိတ်ပြည့်စည်နေပါလေနဲ့လည်းပဲကိုယ်တိုင်ကိုယ်ကြမကတ်နိုင်တော့ပါဘူးတဲ့ပြိဿရဲ့သံဝေကယူဖို့ကောင်းလိုက်တာဟုတ်လားတရားတရားအားကောင်းနေလေအဲ့ဒီလိုအိပ်ရတဲ့လဲတဲ့ယောဂရနေလေခံစားချက်ကသက်သာနိုင်မှာမလားဒီဒါကြောင့်ဒုက္ခတရားနဲ့ယုတ်တရားတွဲပြီးလို့လေးမှာလုတ်တဲ့လုတ်ထိုင်ထားတဲ့ကောင်းမှုဆိုတာလားလုတ်ထားဖို့မလိုအပ်ဘူးလားကိုယ်တိုင်ကိုယ်ကြဘာမှမပြုတ်နိုင်တော့မျက်လုံးလေးကလေးကလေးနဲ့ဝမ်းနေလို့ငိုနေရတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိတတ်ပါတယ်ဒါကြောင့်အလုံးတော်တို့ဓမ္မပေါင်းသူတော်ကောင်းတွေတရားကလည်းထက်တဲ့အချိန်ယုတ်တရားကလည်းသွက်လက်တဲ့အချိန်ထူနိုင်တတ်နိုင်သွားနိုင်လာနိုင်တဲ့အချိန်မှာကောင်းမှုကုသိုလ်တွေပြုထားဖို့လိုပါပြီနော်အဲ့ဒီကောင်းမှုကလည်းသောသောကပြောသလိုတစ်ခုလေးလားသုံးခုလားသုံးခုဟုတ်လားပြီးတော့ဘာသမီးကဥပဒနာကြီးသူခံစားနေရတဲ့ဒုက္ခဘာလဲဆိုရင်သားတို့သမီးတို့ရဲ့အဖေဒီခါလဲဆိုရင်ကျမ်းမာရေးကောင်းတော်မြတ်စွာဘုရားဆံမောကိုအယောင်သွားလို့တရားနာနိုင်တယ်အခုအဖေမှာတရားနာခြင်းနဲ့ဆန္ဒရှိပေမဲ့ဘာတရားမှမနာနိုင်တော့ဘူးအဖေကြောင်းလည်းမသွားနိုင်တော့ဘူးမထိုင်နိုင်တော့ဘူးသားတို့သမီးတို့ရဲ့ဒါကြောင့်အဖေတရားနာခွင့်ရအောင်စီစဉ်ပေးသမ်းပါပြိဿရဲ့ဘာလို့ခွင့်တောင်းလဲတရားနာခွင့်ရဖို့စီစဉ်ပေးပါတဲ့ဒီကနေ့တရားဝဲကျင်းပတဲ့လူငယ်လူကြီးတွေဝမ်းမြောက်ဖို့မကောင်းဘူးလားဟုတ်ပါဘူးလူတိုင်းဟာပြိဿရဲ့ဘုန်းကြီးကြောင်းသွားတိုင်ရတာဟောအခုအရက်ထဲမှာဆိုဘာပဲပြောပြောစိတ်ပါပါမပါပါအပြင်းကြီးတော့နာကြည့်လိုက်အောင်မယ်ဆိုတာနဲ့နာရင်လည်းပဲတစ်လုံးတစ်လုံးတွေ့ရင်လည်းအသိဉာဏ်တိုးသွားရင်ကိုယ့်အလှကတန်ဖိုးမကြည့်ဘူးလားအဲ့ဒါပဲဒီတော့မြတ်စွာဘုရားရှင်ရဲ့တရားကိုနာကြားခြင်းနဲ့အတွက်ကြောင့်သာသမီတွေကိုတရားဝင်လေးစီတင်ပေးဖို့အဖေကြီးမဟာဓမ္မိကဥပါဒကပူဇာလို့ခိုင်းနေပြီသာသမီလေးတွေကလည်းခုနကပြောသလိုပဲသားလေးမှာသမီးလေးမှာလေးတွေဆိုတော့ဟောတို့ဘိဟာအရင်တော့ကမြတ်စွာဘုရားရဲ့တရားကိုနေတိုင်းညတိုင်းသွားပြီးတော့နာနေရတာအခုအချင်းအေးရတဲ့လေးပြန်တို့တရားမနာရတော့တရားကောင်းတို့စိတ်ကပင်ပန်းလိုက်တာဒီတော့ဒီအတွက်တို့မြတ်စွာဘုရားကလျှောက်ကြမယ်ဆိုသွားလျှောက်မြတ်စွာဘုရားရှင်ကိုယ်တော်ပြောခဲ့တဲ့ဓမ္မိကဥပဒနာရဲ့တရားကိုသိတော့ကဲသံဃာတော်ရှင်မြတ်တွေပြီးတော့သွားကြစမ်းမဟာဓမ္မိကဥပဒနာကြီးကိုဝိုင်းရံပြီးတော့သူနာခြင်းတဲ့တရားကိုရုပ်ပေးကြတာဟောပေးကြတာဆိုမြတ်စွာဘုရားကလွတ်တော်မူတယ်ဟုတ်လားဒီတော့ပြိဿရဲ့အဲ့ရထဲမှာနေနေပြီဆိုရဲကအာရပါရနာနိုင်ပါမှာမနာနိုင်ဘူးတခါတခါများဝမ်းမနေဘူးကောင်းတယ်ခုတည်းလေရန်ကုန်မြို့မှာအထုပ်ကိုပြုတ်ကြီးတယ်တရားဘူးတဲ့စီကိုမရှိသလောက်ပဲဒါဘယ်သူတော့မပြီးလို့ကျန်တော့ပြီးပြရတဲ့နာကြီးကိုကြွပေးပါဆွာရပြန်ပြီဟုတ်လားအော်ကြည့်ပြီးတော့လေရလုံးကြီးကြောင်ပြီးတော့ကြည့်နေတယ်ကိုယ်ကလည်းဗနာနဲ့တာရွတ်နေတယ်အော်ကြည်သာသူကတတိရတဲ့ချက်မရတဲ့ချက်နဲ့ဒါနေရအရှင်းပြပါမှာတခါတခါမှာသာသမီတွေကသင်္ကန်းကပ်ပြီးကပ်ပြီးမယ်အဖေဒီလက်လေးထိလိုက်အဖေဒီလက်လေးထိလိုက်လက်ကလေးနဲ့သာထိရတယ်ပြိလိုက်ထိခိုင်းရတာကတကယ်တွေးကြည့်သနာဖို့မကောင်းဘူးလားသူ့ရင်ထဲမှာဘလောက်ခံစားလို့ကြည်သာငါကျမ်းမာရေးကောင်းတော့ကလက်တပံနဲ့အာရပါရကပ်ခရတဲ့ဒီသင်္ကန်းအခုတော့သာသမီတွေလက်တွေကသင်္ကန်းကိုလက်လေးနဲ့ထိတာတော့မှမနေ့ကထိနေရတယ်ဒီအတွေ့အမဝင်နိုင်ဘူးလားဝင်နိုင်တယ်ဒါကြောင့်ပြိဿကုသိုလ်ပုံရဘယ်တော့မှနောက်မကြစေနဲ့စွမ်းနိုင်တဲ့အချိန်ရအောင်လာယူထားဟုတ်လားပြမဟာသမီးကဥပဒကကြီးတရားနာဖို့ပဲ့တော့သံဃာတွေကြွလာမဟာသမီးကဥပဒကကြီးရဲ့ပတ်ဝန်းကျင်ဝိုင်းရံပြီးတော့ကိုတော်မြတ်တွေရှင်ဘုရားတို့တပည့်တော်ရှင်တော်မြတ်ဘုရားဟောကြားတော်မူတဲ့မဟာသတိပဋ္ဌာန်သုတ်တန်တရားကိုနာကြားလိုပါတယ်တပည့်တော်အတွက်ရုပ်ပန်းလို့ပေးသနာတော်မူကြပါတဲ့အိယာရမပက်လက်လန်နေတာနဲ့လက်ဦးလေးဖြစ်ရင်လည်းနာကြလို့နေတယ်။ကြွားရောက်တော်မူလာရတဲ့သံဃာတော်ရှင်မြတ်တွေကလည်းပဲရသော်ဘုရားအမိန့်ရှိတော်မူတဲ့အတိုင်းနဲ့အာရပါရနဲ့ရုပ်ပွားလို့နေလိုက်တာ။လောကကြီးကပြိဿတိုက်ဆိုင်မှုတွေကတစ်ခါတစ်ခါအံ့ဩဖို့ကောင်းတယ်။အခုမဟာဓမ္မိကဥပဒကကြီးဘာလုပ်လဲ။တရားနာနေတယ်။တရားကိုနေ့နေ့ကြရရိုးရိုးသေးသေးနဲ့နာနေတဲ့အချိန်
ပရိသယေတာဝရေသာတုမာရေတာဝရိနာယာမတုတိတာနေမနရတိပရဏိမိတဝသဝတိလို့ခေါ်တဲ့လက်ကြီး၆တက်ကနတ်သမီးတွေလည်းဟိုဘက်ဒီဘက်အပြိုင်ကျဲလို့ပြာကောင်းခက်လို့ရှုပ်ရှက်ခံနေရတယ်။လက်ကြီး၆တက်ကနတ်သမီးတွေလည်းမငြိမ်ညာဘူးတဲ့။ဘာဖြစ်နေရလဲဆိုပရိသယေရှာကြတာအမလီလက်သားလည်းရှားလိုက်တာဟဲ့တယောက်900ခွဲတော့အခုတို့မတော့ဘူးလူကြီးကြည့်ကြပါဦးဘယ်သူများသိပြီးလက်သားဖြစ်မလဲဆိုလက်သမီးတွေအောက်ကိုကြည့်လက်သားရှာတာဟုတ်လားရှားလိုက်တော့ပြိဿရဲ့သူ့သွားတွေ့တယ်နော်ဇက်နေဖြစ်နေတဲ့ဓမ္မိကဥပဒကတရားနာပြီးသိတော့မှသိရင်လက်သားဖြစ်မှာဆိုအကုန်လုံးလက်တွေကသိပြီးတော့တွေ့ပြီအောမရိသာဝတိယောဂမဟာဓမ္မိကဥပဒကကြီးဒီကနေ့ပဲလက်တို့ပြေကိုရောက်လာတော့မှလက်တွေကိုခါတဲ့လက်တွေနဲ့ကြည့်လိုက်တော့လက်သမီးချင်းချင်းလည်းသိမကြောက်ဟဲ့ဒုတိယလိုကျန်တဲ့ကောင်မလေးတီးပြီးနဲ့ကြည်လန်းဆိုတော့အမလီပြိဿလက်တွေ၆တက်က အကုန်လုံးမှန်ပြောင်းနဲ့ချောင်းနေတဲ့လူတွေကြည့်တော့လားဟဲ့တော့သူကလည်းပြီးသွားမင်းလေးလုံးနဲ့ဟိုးသူလည်းပဲပြီးသူလည်းဒီအာတက်နိုင်တဲ့အကုန်လုံးဥတဲ့လူကကြောင်ညာဝင်မှာပေါ့တယ်ခံလဲတယ်ဒီမှာနာနေတာကတရားနာနေတာဘာနာနေတာလဲသံဃာတော်ရှင်မြတ်တဲ့ယုံပန်းနေတဲ့မဟာသတိပဋ္ဌာန်တရားကိုနာနေတဲ့အချိန်နတ်တွေကနတ်သမီးတွေတဲ့ကြိုက်လိုက်တာဆံမကောင်းနိုင်အောင်ကိုကြိုက်တာမဖြစ်ဘူးဟိဟိုကောင်မလေးမသိခင်သူအရင်ခွန်ကြုံညာဝင်မယ်လို့တခါလေနေရထား၆ကျင်းနဲ့သူ့လက်ပြေကိုယ့်လက်ပြေဖိုက်လာလိုက်တာပြိဿဖိုက်မဲ့တိုင်းတော့လေဓမ္မိကဥပဒကရဲ့အိမ်ကောင်းနေရမှာအကုန်လုံးစုံနေဟုတ်လားတခါလေပြိဿရဲ့မော်တော်ဘီကလည်းတယောက်မှမထားဟုတ်လားမခေါင်းရင်းဆိုင်ပြီးတော့ဘာများလုံးကြတယ်အောင်နေဒီမှာတရားနာနေတာပဲလက်သမီးပဲခဏလေးတောက်မှမဆောင်နိုင်ဘူးဒီဘက်ကတရားနာနေတဲ့ဆိုရင်ဟိုဘက်ကနေတာဝန်သားနတ်ပြည်ကနတ်သမီးကကြောညာဝင်ပြီးဟောဘုံမောင်တော်ဓမ္မိကဥပဒကကြီးရဲ့ဘာကြောင့်မသိနိုင်ရတာလဲလူပြည်မှာမြေအိုးတဲ့တူတဲ့လူခန္ဓာကြီးကိုတွေ့တာမနေပါနဲ့နတ်ပြည်ကနတ်သားကြီးဆိုတဲ့ရွှေအိုးတဲ့တူတဲ့လက်ခန္ဓာကြီးကိုမြန်မြန်ယူစမ်းမှာမြန်မြန်လေးသိစမ်းမှာကျမတို့ညွှန်ရတာမောလာပါပြီဟောပြိဿကြောညာဝင်ပြီဟုတ်လားကြောညာဝင်တဲ့အခါသူလည်းပြောမှာသူနဲ့ပြောမှာကျမတို့နတ်ပြည်ကရှင်တို့လူပြည်လိုပဲပြရဖြစ်ရှင်နေပေါ်ပါတယ်ဟုတ်လားနိုင်ကြလဲသွားခြင်းနဲ့ဆိုရင်ဖွင့်ပြီးထားပါမယ်ကျမတို့ဒီရောက်အောင်လာခဲ့ပါဟာတောင်းရင်းကလက်ပြည်ကကြောညာမှမပြီးသေးဘူးပြိဿကြီးညာမလက်ကလက်သမီးကဒီကနားနေတယ်ဘုံမောင်တော်ဓမ္မိကဥပဒကရဲ့သူတို့ကနေပါတယ်ကျမတို့ကဓမ္မိကမပါဘဲနဲ့အပေါ်ကနေရပါလေဟောတသိကြီးတသိမြင့်တဲ့ပြည့်တဲ့ဓမ္မတွေနတ်သမီးတွေကြောညာတွေဝင်လာဟိုလက်ကអော်လိုက်ဒီလက်ကអော်လိုက်ဆိုတော့ဓမ္မိကဥပဒကကြီးစိတ်တွေတိုးလာပြီးတော့လေရစိမေရနဲ့အမလီတော်ကြပါတော့နားတွေနဲ့ညီကိုမြန်မြန်သားပြန်ကြပါတော့ချောမြန်ပြန်ကြလို့တခါတည်းဗဇက်ကလှုပ်ကလေးတော့လက်ကနေခါရကြလိုက်တယ်ဘိနာဘုန်းကြီးတွေတပားနဲ့တပားလက်ကိုဟာဆိုတော့မပြောဘူးလားအစာရင်အရှိကြီးမဟောနဲ့ခွင့်ရပြီးတော့မကျင်တော့ပါဘူးဆိုတော့ဟုတ်အဲတပားနဲ့တပားလက်ကုပ်ပြီးတော့ဟုတ်လားကဲကိုတော့ပြန်ရအောင်သဘောပေါက်တယ်မို့လားနားကြီးပြန်တော့ဆိုတော့ကိုတော့အားတော်မနာတော့သွားကြဆုံးဆိုတော့ကိုတော်တွေလည်းအလားနဲ့အချိန်ကြီးကြည့်ပြီးတော့လက်ကုပ်ပြီးထပြန်သွားတာသာသမီတွေကြည့်ပြီးစိတ်မကောင်းဘူးကြည်စံအားနာဖို့ကောင်းလိုက်တာဘုရားငါတို့ရဲ့အပင်မြတ်စွာဘုရားရဲ့တရားများနာကြားရမယ်ဆိုရင်ပူတယ်လည်းမကြီးနာတယ်လည်းမကြီးကြိုက်တယ်လည်းမကြီးတဲ့ပျော်ရွှင်ရွှင်ရွှင်နဲ့အချိန်တိုင်းမှာနာတတ်တာအခုအဖေသီလကြီးရောက်ခါမှသတိရင်လွတ်ကင်းသွားပြီရှင်တယ်သံဃာတော်ရှင်မြတ်တွေစိတ်ပါလက်ပါဒရာထက်တဲ့နဲ့ရွတ်ပတ်ပြီးနေတာတော့မှအဖိမာတရားနာခြင်းနဲ့စိတ်တွေကင်းသွားပါပေါ့လားဟိုမှာကသူနဲ့လက်သမီးပဲတည်တယ်ဒီကသမီးတွေကြားနိုင်မှာမကြားနိုင်တော့သမီးတွေသားတွေစိတ်ထဲမကောင်းဖြစ်ပြီးတော့မျက်ရည်ကျနေတဲ့အခါပြိဿကြီးဟောသံဃာတော်ရှင်မြတ်တွေလည်းပြန်သွားတော့တရားသံဃာလည်းညီသွားပြီးလက်ဒီကျောင်းသားကလက်သမီးတွေလည်းကြောင်ညာအပြိုင်ဝင်လိုက်တာမောပြီးတော့သူတို့လည်းခဏနားတဲ့အချိန်သတင်းဝင်သွားတာဟုတ်ခဏနားတဲ့အချိန်အတန်တန်လုံးတိတ်သွားတဲ့အခါဓမ္မိကဥပဒကမျက်လုံးလေးဖွင့်ပြီးဟဲ့အခုတော့အတန်ကြီးညီသွားပါလားငါသံဃာတော်ရှင်မြတ်တွေဘယ်ရောက်ကုန်တော့ကြီးအဖေလုံးပြီးစောစောပဲအဖေပဲအာမနာကြောင့်မလို့ဘုန်းကြီးတွေသွားပြီးတော့တော်ကြပါတော့နာကြီးလာပြီးပြန်ကြပါလို့ဆိုတော့ဘုမကူတော်ဒီမှာပြန်သွားတာဟောကျမတို့ကျွန်တော်တို့အားနာလိုက်တာအဖေဆိုတောင်ကြီးတောင်းတယ်ဒီမပြောပါဘူးကဲပရိသတ်သောသောသူပြောတာမပြောဘူးတော်ကြတယ်သူမျိုးဟုတ်လားပြောရင်လည်းသူပဲမပြောဘူးဆိုလည်းသူပဲဟုတ်လား
အဲ့ကြတော့လေသားရီသမီးတွေသွားပြီငါတို့ဒီကိုပြောတဲ့စကားကိုတော့မှကိုပြန်ပြီးတော့တတိမရနိုင်တော့ပြန်ဘူးအဖေသို့သောကအဖေကိုယ်တိုင်ပြောတယ်သားတို့သမီးတို့ကြားတယ်ကိုအဖေမပြောတော့အဖေစိတ်တွေဘယ်လိုများဖြစ်နေလဲတတိယတစ်ချက်မရတစ်ချက်ဖြစ်နေတာမဝိုင်းပြီးတော့ဩဖေတတိယပြီဩသားတို့သမီးတို့ကသင်မှားတာကိုတဲ့အဖေပြောတာကသံဃာတော်အရှင်မြတ်တွေကိုပြောတာမဟုတ်ဘူးဘုကောင်မကြီးလက်ပြေ၆တက်ကလက်သမီးအဖေကိုသူ့လက်ပြေလိုက်ပါငါလက်ပြေလိုက်ပါနဲ့အတင်းခေါ်ကြောညာတွေဝင်ပြီးတော့နားတဲ့အသံတွေအပြင်းလွတ်နေတော့အဖေငေါ့လွတ်တာဆိုတော့အကုန်လုံးသားသမီးတွေတယောက်ပြန်တော့တယောက်ကြီးသွားပြီတို့ပြီးတော့မရတော့ခေါက်ပါပြီဟုတ်လားအောင်မလေးအဖေရဲ့သီကနီးဆက်တဲ့မှာအဖြစ်ဆိုလိုက်တာဘယ်ကလက်သမီးတွေလက်သားတွေကပါလာရပြန်တာလဲအဖေဒီမှာသံဃာတော်ရှင်မြတ်တွေရွတ်နေတာအဖေကိုယ်တိုင်ကြားတယ်သားတော်သမီးတို့ကိုယ်တိုင်မြင်တယ်ပြောတဲ့စကားကိုလည်းမပြောဘူးလို့ဆိုရတယ်မပြောတာတော့မှပြန်ပြီးတော့ပါပြန်ပြီတဲ့သားရသမီးတွေကငိုပြီးတော့ပြောနေတယ်အဖေကြီးကတော့သိပြီဩငါသားသမီးတွေငါမယုံရတော့ဘူးကဲမင်းတို့မယုံရင်ကွာတဲ့ဟောဒီမှာအဖေကိုပန်းကုန်းတစ်ခုလောက်ပြီးမင်းတို့ကပြင်မင်းနဲ့နတ်ပြည်6တက်မှာဘယ်နတ်ပြည်ကိုသားတို့သမီးတို့အကြိုက်ဆုံးလဲအကုန်လုံးသားသမီး14ယောက်ကလည်းတရားတွေများများနာတာတော့ပြီးတော့အဖေရဲ့ဘုရားလုံးတို့ဘုရားလုံးမေတို့နေတဲ့တုတိတနတ်ပြည်အကြိုက်ဆုံးပေါ့ဟုတ်ပြီပါတော့သားတို့သမီးတို့ကြိုက်တဲ့နတ်ပြည်ကိုအဖေသွားမယ်ရောဟောဒီပန်းကုန်းလေးယူအိမ်ရှိကိုထွက်ပြီးတော့ပြစ်လိုက်တုတိတနတ်ပြည်ကလာတဲ့နေရထားမှာဒီပန်းလေးချိန်ပါပြီလို့သားတို့អော်ပြီးတော့ပြစ်လိုက်တော့မယုံတဝက်ယုံတဝက်နဲ့သာသမီတွေအိမ်ရှိအတွက်တုတိတနတ်ပြည်ကလာတဲ့နတ်ယထာမှာဟောဒီပန်းကုန်းချိန်ပါသည်လို့မြောက်တင်လိုက်တာသိလိုက်ရင်နေရထားကြီးကိုမမြင်ရပြီနဲ့ကောင်းနေရမှာပန်းကုန်းလေးတွဲလောင်းကြနေတော့မှသာသမီတွေမင်းသက်ပြီးအောတော့ဒီကငါတို့အပိဒါနာသီလဘာဝနာကောင်းမှုကုသိုလ်တွေဟာဖြင့်ဆံကျင်လိုက်တာအဖေမသိခင်ကာလကလေးကနတ်ပြည်မှာနတ်ဗိမာန်ပေါလို့နတ်သမီးတွေကတော့လူလို့နေရမှာပေါ့လားသာသမီတွေယုံမသွားဘူးလားအေးဒါကြောင့်တက်ပြရမိသားစုတွေဒီနေ့ခမရတော်မှာပြင်ရကိုယ့်အိမ်ကိုပေါ်ကြနားထောင်ကြည့်အောင်ဗျာနားခွင်ခေါ်နေပါဒါခွင်လိုက်ပါဟမ်ဘုန်းကြီးတော့မင်္ဂလာမရှိရပြောနေတာဟမ်အဲ့တော့မိသားစုကောင်းမှုတကယ်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်အတွက်လက်ချမ်းသာလို့ဆုတောင်းရလို့တယ်ကိုကသွားတာလားသူတို့နားခေါ်တာနားခေါ်တာဘတ်ဖို့လည်းလုံးကြမလို့ဗီဇာလည်းရှောက်ကြမလို့ပြိဿအမေနားခေါ်ထိုင်လိုက်သွားရုံနဲ့ဟုတ်လားဒီတော့ပြိဿရဲ့အဖေကြီးကပြစ်ခိုင်းလိုက်ပြီဆိုတဲ့ကဟိုကလက်ထားလည်းပဲပန်းကုန်းလေးရโอเคငါတို့အောင်ပြီငါတို့ရပြီဆိုပြိဿတန်းမောင်းသွားလိုက်တာအဖေကြီးကပါသွားပြီသာသမီတွေအိမ်ထဲပြန်ဝင်လာတော့အဖေကြီးကအသက်ရှိသေးတာပတ်ဝေသွားပြီးတတ်တဲ့ဘက်မှာခြေရီတော့တော့မသွားနိုင်ဘူးဟုတ်လားအဲ့တော့မှသာသမီတွေဩကြီးလားငါတို့ရဲ့အဖေပြိဿတည်သွားပြီမဲ့ငိုစရာလိုသေးတယ်ဟောရင်လူဘဝလူခန္ဓာကြီးကိုသွန့်ခွာလို့သွားရပြီမဲ့အဖေပြုလိုက်တဲ့ဒါနသီလဘာဝနာကောင်းမှုတွေကနိဗ္ဗာန်ချမ်းသာကိုတဘဝတည်းနဲ့မရောက်များတော့လေကောင်းမှုရဲ့ဆွမ်းအားတွေကနတ်ချမ်းသာတော့တန်းပြီးတော့ရောက်သွားပါလားဟောဒီနတ်ဘဝမှာလည်းကောင်းမှုတွေပြုရင်နိဗ္ဗာန်နဲ့နိဂါလိမ့်မယ်ကုသိုလ်ကံကောင်းလို့ပြိတ္တိုင်လူဘဝပြန်ရောက်လာရင်ပါရမီဖြည့်လို့နိဗ္ဗာန်နဲ့မြည်လိမ့်မယ်တဲ့အဘိအတွက်ဝမ်းမြောက်ဝမ်းသာပီတိချာရဲနဲ့ပြန်ခဲ့ကြရပါပြီဒီတော့သာသမီတွေရောအဖေအတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မသွားရဘူးလားအေးဒါကြောင့်ဟောဒီလောကကြီးကပြန်ထွက်လို့သွားကြမယ်ဆိုရင်သေဆုံးသွားတဲ့အဖေတွေအမေတွေကလည်းသာသမီတွေဝမ်းမြောက်အောင်ကောင်းမှုတွေအပြည့်နဲ့သေဆုံးဖို့ကြိုးစားသင့်ပါတယ်။ကြံရခင်ရတဲ့သာသမီတွေကလည်းအဖေအမွေကိုယူတဲ့အနေနဲ့မဟာဓမ္မိကဥပဒကကြီးရဲ့သာသမီတွေလိုပဲတရားသီလစာကပညာညီမြစွာနဲ့ကြံရခင်ကြမယ်ဆိုရင်နဲ့အမြဲတမ်းဝမ်းမြောက်နိုင်တဲ့ဘဝတွေကိုရကြပါလိမ့်မယ်ဒီတော့ဓမ္မိကကြီးတဲ့သုတိတနတ်ပြည်ပါသွားပြီသံဃာတော်အရှင်မြတ်တွေကလည်းအဲ့ဒီကြမှာကြောင်းရောက်ဒီတော့သံဃာတွေရောက်တော့မြတ်စွာဘုရားကဟဲ့ဖြစ်သားလို့မဟာဓမ္မိကဥပဒကကြီးတရားသိချာနာနိုင်ရဲ့လားမှန်ပါပါဗျာတတိတော်တို့လည်းသိချာရွတ်ပေးပါနဲ့ဗျာသို့တော်လည်းပဲတရားကြီးကသိဆုံးတာဒီမှာနည်းနည်းလေးတရားမှာကြောက်ပုံရတယ်ဗျာတတိတော်တို့တော်ကြပါတော့နားရည်နဲ့ကြီးလာပါပြီတရားကြီးရက်ပါတော့ပြန်ကြပါတော့ဆိုလို့
တပည့်တော်တို့ပြန်လာပါတယ်ဗျာကဲပရိသတ်ကြီးသံဃာတွေကိုပြောတာဟောရဒုပရိသတ်တော့ပြောမှလားပြောလေရပါလေ9မိနစ်ဆိုပြန်တော့အဲ့တော့မြတ်စွာဘုရားအဲ့တော့ဖြစ်သားလို့မဟာသမိကဥပါဒကကြီးနေ့စဉ်နေ့စဉ်ဘဝထဲမှာဒါနနဲ့ပြောသီလနဲ့ဖြူစင်အောင်ကြိုးစားလို့ဘာဝနာတရားပွားများရဲ့နေလာခဲ့တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်မိမိရဲ့တဏ္ဍာမှာဖြူစင်လေအဲ့ဒီဒါနသီလဘာဝနာကောင်းမှုကံတွေကိုတွေ့ရတဲ့ပုဂ္ဂိုလ်သည်ဘယ်တော့မှသိရမှာမကြောက်ဘူးတဲ့ဒီဘဝကြီးထဲမှာချမ်းသာကိုတွေးပြီးတော့လည်းပဲပျော်ပျော်ကြီးနဲ့နေနိုင်သွားတယ်ဘဝသံဃာမှာလည်းချမ်းသာတဲ့ဘဝကိုရမှသိနေတဲ့အတွက်ကြောင့်ရေးရေးကြီးနဲ့သိရပါတယ်ကဲပရိသတ်ရေးရေးသိဖို့ရောအရေးကြီးဘူးလားအရေးကြီးတယ်ဟုတ်လားအဲ့ဒါကြောင့်သံဃာတော်ရှင်ရက်တွေကိုမြတ်စွာဘုရားကမဟာဓမ္မိကဥပါဒကကိုအကြောင်းပြုပြီးတော့မှဒီကာထာတရားကာထာကိုဟောတော်မူပါတယ်ဟုတ်လားဘေကဝေနာဣဓမ္မမြေခါသာရဟန်းတော်များဥจิตသာတော်ကတ္တဘုံရောကောင်းမှုကုသိုလ်ကိုပြုပြီးသွားတဲ့မဟာဓမ္မိကဥပါဒကကြီးနဲ့တူတဲ့ကုသိုလ်ကောင်းမှုရှင်မှန်သမျှတို့သည်ဤသာပြစ္ဆုတ်ပါလောကဤလူဘဝမှာလည်းမောတတိဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ပိဿတမလောလောကနောက်ဘဝမှာလည်းမောတတိဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏သောမကလောတို့ဒီဘဝနဲ့နောက်ဘဝအတွက်သိကြစွာဝမ်းမြောက်ဝမ်းသာဖြစ်ရတဲ့အဲဒီကောင်းမှုရှင်သည်အတ္တသောမိမိဝိသုဒ္ဓသံရှင်းစေကြ၍နေသောကံကံဒီလူဘဝမှာပြုလိုက်တဲ့ဒါနသီလဘာဝနာဆိုတဲ့ကောင်းမှုကုသိုလ်ကံတွေကိုထိတဝါတွေးလိုက်တိုင်းမှာတွေ့မြင်ရတဲ့အတွက်ကြောင့်မောတတိဝံမြောက်ဝမ်းသာဖြစ်ရပါ၏ပမောတတိအထုတော်ကြာတကယ့်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ဣတိသောဘဂဝါဘုရား၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မဟာဓမ္မိကဥပါဒကမဟာဓမ္မိကဥပါဒကအမည်ရပါတဲ့ဥပါဒကကြီးကိုအာရဘအကြောင်းပြု၍ကထေတိကရုဏာရှင်သွားမေတ္တာအားဖြင့်မိန်ကြတော်မူခဲ့ပါ၏တည်းဝိဒိတကေဝံမြောက်နိုင်အောင်ဒါနသီလဘာဝနာကောင်းမှုဆိုအောင်ပြုလိုက်တဲ့အတွက်ကြောင့်အဖေရောသားသမီးတွေရောတမိသားစုလုံးဘာဖြစ်သွားလဲတကေဝံမြောက်သွားကြရပြီတဲ့ဝမ်းနေခြင်းဆိုတာနောက်ကပါသေးရဲ့ပမာတော့ဒါကြောင့်အာလုံးသောဓမ္မပေါင်းတို့ကောင်းနေဝမ်းသာရဲ့အတုဖြစ်တဲ့လောကီလူမှုဘဝတွေကနေပြီးတော့ဝမ်းသာရဲ့အစစ်မှန်ဖြစ်တဲ့ဒါနသီလဘာဝနာကောင်းမှုကိုသုံးချက်ညီအောင်ကြိုးစားပြုနိုင်၍ဒီဘဝမှာလည်းဝမ်းမြောက်နိုင်ကြပါစေဘဝသံဃာမှာလည်းပဲတကယ်ဝမ်းမြောက်နိုင်ကြပါစေလို့ဆန္ဒချွေရင်းနဲ့ဒီလောက်ဆိုကျင့်납ပါဒီဒေတံသတ္တဗုဒ္ဓေနာသုလေတဝါဓမ္မဒေသနာအဘိနာဒနာစိတ်တေနသာဓုသာဓုတိပါဒထာသာရဝတရားနာလာကြပါလေညာဓမ္မပေါင်းသူတော်ကောင်းတို့တုံးမီသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်သက်ရှင်သောဘုဒ္ဓဖြာဖြာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထလုံးမှာဒီတိတံသစ္စေခံကဟောကြားအပ်သောဣမဓမ္မဒေသနာဒါနကောင်းမှုတစ်ခုလေးပြုပြီးတော့ကျင့်တဲ့လို့နေမှာဆိုတဲ့အတွက်ကြောင့်သီလဘာဝနာသုံးပြန်ကြီးအောင်ပြုနိုင်ဖို့ရန်အတွက်တကယ်ဝမ်းမြောက်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဖြစ်ပေါ်ရန်ရည်တံဟောကြားတဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုသိနာကြကြကုန်ပြီးဖြစ်၍အဘိနန္ဒစေတေနာလွန်မြတ်စွာရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒစေတေနာဟောဒီကိုရောသူထုံးစံကဘေရုမြတ်မှပြတ်ပါလိမ့်မလဲနောက်ကြလားနောက်ကြမှာဟောလို့ငါတို့ကအလိုက်စီကြီးနဲ့တဏှာကြီးနောက်တဏှာကြီးကြော်ကြော်လေးဟောပြီးတော့ပြန်လိမ့်မယ်လို့ထင်နေတာအောင်မလေးသူထုံးစံအတိုင်းနဲ့တဏှာကြီးကတော့မလျှော်ဘူးရောင်းသေးပါပဲ
ကိုတော်ကြီးရဲ့မောမမမောနိုင်တယ်ဟောပဲဟောနိုင်တယ်လို့ယင်းထဲမှာကြည့်ခဲ့ပြီးတော့ကရုဏာလိုလိုဒေါသလိုလိုနဲ့မကြည်နဲ့တဲ့အသံလေးနဲ့များပြောလို့နေကြမယ်ဆိုရင်ပရိသတ်ကြီးအပြစ်တော်တင်နေဆိုရင်လည်းဒီကိုယ်တော်ကကြည်ကြည်နဲ့နဲ့ခံယူသွားပါမယ်တို့ပရိသတ်ကလည်းပဲဒီကနေ့ပြန်လို့တွေးကြည့်ကြပါဦးမနက်ဖြန်ဒီနေရာမှာဘာပွင့်မှမရှိတဲ့အတွက်ကြောင့်ဒီကနေ့ကတော့နောက်ဆုံးပိတ်အိမ်နဲ့လွယ်ဆိုတဲ့အတိုင်းနဲ့အညောင်းတွေအကုန်ယူအကြိုက်တွေအကုန်ယူအခဲတွေအကုန်ယူလို့ပြန်ကြပါအေးပြန်ရောက်ရင်ချမ်းချမ်းသာသာအိမ်နိုင်မနက်ဖြန်ပျောက်သွားလို့ကျင်တတ်ပါလိမ့်မယ်မနက်ဖြန်ညောင်းကြရှိသေးလားဒီရာရောက်ဟောဒီကိုတော့အညောင်းကြီးလည်းပြီးတယ်အကောင်းကြီးလည်းပြီးတယ်လို့နှစ်ခုပြီးလိုက်တာလေးကိုပြန်လာတွေ့ဒီကြည်လေးလည်းဝမ်းမြောက်တဲ့စိတ်ထားလေးတွေနဲ့သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော့သူတော်တော်သူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုပါသထာသုံးကြိမ်သုံးဝါနှုံမြတ်ခါ၍ကောင်းစွာမသွေကျွေးလိုက်ကြ